ဒီလောကမှာရှိတဲ့ Saint Valentine ကတော့လူတွေချစ်ချင်းမေတ္တာရဖို့အတွက်သူအသက်ပေးတဲ့အထိသူလုပ်ခဲ့တယ်ဒီနေ့ကျွန်တော်တို့ကြတော့ထာဝရကယ်တင်ခြင်းရဖို့အတွက်တည်တောင်ယေရှုခရစ်တော်ကအသက်ပေးပြီးတော့မှ from your Valentine Jesus Christဒီနေ့ဘုရားသခင်ကဘာအကြောင်းအရာကိုအတိကနှိုးဆော်တယ်လဲဆိုတော့ဒါအချိန်နဲ့အခါနဲ့ပေါ့နော်တော့အချိန်ခါကြော်တော့ရင်လည်းပြောလို့မကောင်းပြန်ဘူးတော့အချိန်ခါနဲ့တခါတည်းပြောရတာဆိုတော့လာတာတုံးပါလဲဆိုတော့ဘိုင်းငယ်ရတာပေါ့နော်မနေ့ကဘာနေ့လဲအဲ့ဒါမိတ်မှာစိုးလို့ဒီနေ့အဲ့ဒီအကြောင်းကိုပြောမလို့ဗျအဲ့တော့ Valentine Day လို့ပြောတဲ့အခါမှာတရားဟောလိုက်လို့လင်မယားဇောရကမတက်စေချင်ဘူးပေါ့နော်အဲ့တော့ Valentine Day လို့ပြောတဲ့အခါမှာများတော့အဖြစ်ကဟိုလူပြိုလူလွတ်တွေအတွက်ပဲလို့ကျွန်တော်စဉ်းစားမိလားမသိဘူးเนาะအဲ့လိုလည်းမဟုတ်ပါဘူး Valentine Day ကအားလုံးအတွက်ပဲအဲ့တော့ Valentine Day လို့ပြောလိုက်တဲ့အခါမှာကျွန်တော်အိမ်အောင်ရှင်တွေအိမ်အောင်ကြသွားတဲ့သူတွေကဘာမှမသက်ဆိုင်တယ်လို့ပေါ့တခါလေခံစားသွားမှာဆိုလို့ပေါ့နော် Valentine Day ပြောတဲ့အခါမှာအထူးသဖြင့်တော့လူငယ်မောင်မယ်တွေကရင်ခုန်ကြတယ်ပေါ့ဒီနေ့ကဘာမှာ Valentine Day လောက်ကျင်းပပြီးတော့ပေါ့နော်သူတို့လူငယ်တွေထဲမှာအထူးသဖြင့်တော့ရင်ခုန်လှုပ်ရှားတာတခြားပွဲသိပ်မရှိတော့ဘူးထင်တယ်နော် Valentine Day လို့ပြောလိုက်ရင်တခါတည်းကိုကြိုပြီးတော့ပတ်စံတွေစုပြီးတော့လက်ဆောင်ပနာတွေနော်ချစ်လက်ဆောင်တွေဝယ်ထားကြတာအဲ့တော့ဒီမှာကလူကြီးတွေအများနော်အိမ်အောင်ရှင်တွေအများစုရှိတယ်ဒါပေမဲ့လူငယ်အတွက်လည်းပါတယ်โอเคစင်ငယ်သမားတွေလည်းစိတ်ဟောပေါ့နော်စိတ်မပြတ်နဲ့တင်တို့အတွက်လည်းပါတယ်အဲ့တော့စင်ငယ်သမားတွေအတွက်ပါတယ်လို့အိမ်အောင်ရှင်တွေယောက်ျားအတွက်ပဲမဟုတ်ဘူးနော်မိန်းမအတွက်လည်းအားလုံးပါတယ်ဘာလို့ Valentine အကြောင်းကိုကျွန်တော်တို့စဉ်းစားရမလဲဆိုတော့ Valentine Day လို့ပြောလိုက်တဲ့အခါမှာဒီနေ့အသင်းတော်နဲ့မဆိုင်တယ်လို့ဖြစ်လာလို့ဖြစ်တယ် Valentine Day ကအသင်းတော်ကစတာဘုရားကျောင်းခရစ်ယာန်ဘာသာရေးပွဲကစတာအခုကဘာမှာ Valentine Day လို့ပြောလိုက်တော့ဒါကလုံးဝ secular เนาะအချစ်ရေးနဲ့ပဲဆိုင်တယ်ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဘုရားကျောင်းတွေကမဆိုင်လို့ဖြစ်လာ Valentine ကိုအစပြုခဲ့တဲ့သူကတရားဟောဆရာဗျ Bishop ဒါမှမဟုတ်เนาะ Father ပေါ့เนาะတင်းတော်ကအမှုတော်ဆောင်ကစတာဘယ်လိုစလဲဆိုတော့ Saint Valentine ဆိုတဲ့သူက300စုလောက်မှာဟိုယောမအဲ့ဒီခေတ်ခါကယောက်ျားလေးတိုင်းကအသက်အရွယ်ပြည့်တဲ့အခါစစ်တပ်ထဲဝင်ရစစ်တိုက်ဖို့အတွက်သူတို့စစ်မှုထမ်းရတယ်အဲ့လိုစစ်မှုထမ်းနေတဲ့ကာလမှာဆိုရင်သူတို့ကအိမ်တော်မပြုတ်ခိုင်းဘူးချစ်ကြိုက်တဲ့လူရှိရင်လည်းပဲစင်ငယ်သမားအနေနဲ့နေရတာတော့စစ်မှုထမ်းတဲ့ကာလတစ်လျှောက်လုံးအဲ့ဒီအမိန့်ကရှိတဲ့အတွက်ကြောင့်တချို့ယောက်ျားလေးတွေကတကယ်လို့ချစ်ကြိုက်ခဲ့တွေရှိတော့တိတ်တိတ်ခိုးပြေးကြတယ်နော်တိတ်တိတ်ပုံသူတို့နေကြတယ်အဲ့ဒီလိုအခြေအနေကနဲ့ဒီတရားဟောဆရာ Saint Valentine ကဘယ်လိုစဉ်းစားလဲဆိုတော့ဒါမကောင်းဘူးအဲ့တော့ဧကရစ်မင်းကြီး Claudius II လို့ခေါ်တယ်အဲ့ဒီနော်ဘုရင်မရဲ့အမိန့်ကိုဖီဆန်ပြီးတော့သူဘာလုပ်လဲဆိုတော့ချစ်ကြိုက်တဲ့လူတကယ်အိမ်အောင်ပြုတ်ချင်တဲ့လူအားလုံးကိုသူကတိတ်တိတ်လေးဒါအစိုးရကပိတ်ပင်ထားတဲ့အတွက်ဖះเจ้าမှာသူကလက်ထပ်ပေးတာတန်ရှင်တော်အိမ်ထောင်ဖြစ်လာဖို့အတွက်ထိမ်းများပေးတာအဲ့ဒါကြောင့်မို့ Saint Valentine ကအစာပြုဒါပေမဲ့အဲ့ဒီအမှုတွေကြောင့်မို့နောက်ပိုင်းသူ့ကိုတေတံချမှတ်တော့သူနောက်ဆုံးပါရေးလဲဆိုတော့တချို့ကတော့ပြောကြတာပေါ့ from your Valentine ဆိုတာ Saint Valentine သူ့နာမည်သူလက်မှတ်ထိုးပြီးတော့သူဝန်ခံပြောချင်တာကအဲ့ဒီနေ့ကစပြီးတော့သူတည်တဲ့နေ့ကိုအတိမပြုတဲ့အနေနဲ့ Valentine Day ကပေါ်လာအဲ့တော့ကျွန်တော်ဒီကနေ့ပြောချင်တယ် Valentine Day ဒီတန်ရှင်တော်နေ့ဖြစ်တယ်ခရစ်ယာန်အိမ်တော်တာယာလာဖို့အတွက်ဖျားရှိလူရှိမှာတန်ရှင်တော်အိမ်တော်ပြုခြင်းကိုအစာပြုစေခြင်းတဲ့အတွက်ကြောင့်အစာပြုလာတာ
ဒါပေမဲ့ဒီကနေ့က Valentine Day ကိုခရိယန်တွေကအဲ့ဒီလိုမမြင်တော့တိတ်မလှုပ်လာတော့တဲ့အတွက်ကြောင့်ဒါကဘာသာရေးပွဲပဲတချိန်ကအစပြုတဲ့အချိန်မှာဒါဘာသာရေးပွဲကနေစလာဒါပေမဲ့အဲ့ဒီဘာသာရေးပွဲကနော်နောက်ပိုင်းဘာဖြစ်လာလဲဆိုတော့တဏှာရာကကြီးတဲ့ပွဲဖြစ်လာတယ်ပြောမယ်ဆိုရင်ဒါလောကနဲ့ဆိုင်လာပရိညံပြုခြင်းချစ်ခြင်းကနဲ့တဏှာရာကရှိတဲ့ပွဲတော်တွေဖြစ်လာဒါကြောင့်ဘုရားเจ้าမှာပြန်ပြောဖို့လိုတယ်ဒါဘယ်သူမှလည်းမပြောနိုင်ဘူးဒါကြောင့်ကျွန်တော်ပြောရမယ်ကျွန်တော်ဒါခရိယန်နိုင်ငံမှာရှိတယ်လို့အထူးသဖြင့်ခရိယန်မဟုတ်တဲ့နိုင်ငံမှာလူငယ်တွေကဘယ်လိုထင်လဲဆိုတော့ Saint Valentine Day ဆိုရင်တော့သူကတမိုင်းကြောင်းဖြစ်စဉ်ကိုတိတ်အရမ်းမသိတော့ဘူးသူရဲ့ငကိုရည်ရွယ်ချက်ကိုတိတ်နားမလည်တော့ဘူးValentine Day ဆိုတာနဲ့ရင်ကုန်ပြီးတော့အဖေမေမရှိတဲ့နေရာမှာထွက်ပြေးဖို့နော်လူတူမရှိတဲ့နေရာမှာနေရောက်တဲ့ချင်းတွေးဖို့အတွက်အဲ့လိုဖြစ်လာတာဒါကလုံးဝလွဲမားတဲ့ပွဲတော်ကျင်းပခြင်းဖြစ်တယ်စစ်မှန်တဲ့ Valentine Day ဒီနော်တန်ရှင်တော်အိမ်အောင်ပြုလက်ထပ်ခြင်းဖြစ်တယ်အိမ်ထောင်ပြုခြင်းရဲ့အပြင်ဘက်ကနဲ့တွားတဲ့ကျွန်တော်တို့နော် sex မဟုတ်ဘူးဒါလူငယ်တွေကအဲ့လိုစဉ်းစားလာတယ်Valentine Day ဆိုရင်တော့မင်းငါ့ကိုချစ်လားချစ်ရင်တော့နော်ဒါအလိုလိုက်ရမယ်နော်လိုက်လာရမယ်အဲ့လိုမျိုးလူငယ်တွေအများကြီးပြည့်စည်ဒါကြောင့်တမန်ကျမ်းစာရှုထောင့်ကနဲ့ဒီနေ့ Valentine ကိုပြောဖို့လိုလာပြီငကိုရွယ်ချက်ကိုတွားဖို့လိုလာပြီတန်ရှင်တော်အိမ်အောင်ပြုခြင်းနော်ချစ်ခြင်းရဲ့အပြင်ဘက်မှာမဟုတ်ပဲနဲ့တကယ်ကိုသူ့ကို support ပေးတဲ့အတိုင်းဝိုင်းကခရိယန်အတိုင်းဝိုင်းဖြစ်တယ်ဒါဘာသာတရားပွဲဖြစ်တယ် Valentine Day နော်ဒါအစိုးရကတော့မှအိမ်ထောင်လက်ထပ်ပြုဖို့ထိမ်းများဖို့အတွက်ပိတ်ပင်ထားတဲ့အထေးကနဲ့ဖျားเจ้าမှာသူက holy matrimony ကိုပေးတာသူကဒါကြောင့်ခရိယန်တို့ရဲ့အမတန်မှာပြုအပ်တော်ကျင့်ဝတ်ပွဲတော်နော်ဒါဝတ်ပြုရာပွဲတော်ဖြစ်တယ်ဆိုတာဓမ္မသဘင်ပွဲထဲမှာပါတယ်အခုနောက်ပိုင်းတော့ Valentine Day ကဒါကျွန်တော် secular ဖြစ်သွားတယ်အဲ့လိုပဲခရိယန်ထဲမှာအခုဒီ Christmas တို့ကအစနော်တဖြည်းဖြည်းနဲ့ဘာလို့ Loki ဆန်လာသူရဲ့ငကုံမူရဲရှိနေတဲ့အနှစ်သာရဘက်ကနဲ့တွေ့ဖြီပြီးတော့မှသွားနေတာကျွန်တော်တွေ့ရတယ်ဟုတ်တယ်မလားအဲ့တော့အဲ့လိုမစဉ်းစားမိဘူးလားအဲ့တော့ငကိုကအဲ့ဒီ Valentine Day ဖြစ်လာဖို့အတွက်ဒီ Saint Valentine ကိုယ်တိုင်ကဘာစဉ်းစားလဲဆိုတော့အဲ့ဒီ Valentine Day မရှိခင်မှာရောမနိုင်ငံမှာပွဲရှိတယ်အဲ့ဒီပွဲကိုသူတို့နာမည်တစ်ခုခေါ်တယ်နော် Lupercalia လို့ခေါ်တယ်နော်ဒီမှာ Lupercalia ပွဲလို့ခေါ်တယ်အဲ့ဒီပွဲကဘာလဲဆိုတော့ရောမနိုင်ငံမှာလူငယ်တွေဆိုရင်တော့အိမ်အောင်ပြုတ်စရာမလိုဘူးလူပြိုလွတ်လွတ်တွေအားလုံးသူတို့ကလွတ်လပ်စွာကာမနော်ဒီမေထုံပေါ့မတရားတော့မေထုံထဲမှာသူတို့ကလွတ်လပ်စွာနေလို့ရတယ်လို့ပြောတာအဲ့ဒီပွဲတော့အရန်နာမည်ကြီးတယ်ရောမအင်ပါဒါကဘာဆိုနတ်ဖျားနဲ့ဆိုင်တဲ့ပွဲအဲ့ဒီပွဲရှိနေတဲ့အတွက်ကြောင့် Saint Valentine ကဒါမဟုတ်သေးဘူးလူငယ်အသက်လူငယ်မောင်မယ်တွေအထူးပဲခရိယန်ထဲမှာလဲအဲ့ဒီရဲ့ယဉ်ကျေးမှုကကူးဆက်လာနေပြန့်ပွားလာနေဒါကြောင့်မို့ခရိယန်လူငယ်ဆိုရင်ဘုရားသခင်ကိုချစ်တယ်အချင်းချင်းချစ်ကြတယ်ဆိုရင်ဒါလူရှိမရှိပြိတ္တရှိမရှိအစိုးရတိမပြုမပြုဘုရားကျောင်းထဲမှာငါလက်ထပ်ပေးရထိမ်းများခြင်းကိုပေးတာဒါတကယ်ဟီးရိုးဟုတ်တယ်မလားစစ်မှန်တဲ့အမှုတော်ဆောင်ဖြစ်တယ်အဲ့ဒီကနေအစားပြုလာတယ်ဒါကြောင့်မို့ဒီနေ့ကဘာလဲဆိုတော့ Valentine ကိုပြန်ပြီးတော့ revisiting လုပ်တာပေါ့နော်ပြန်ပြီးတော့စဉ်းစားစေချင်ဒါခရိယန်အိမ်အောင်ရှင်တွေထဲမှာပဲမကဘူးလူငယ်တွေကိုလည်းအဲ့လိုအသိပညာလေးပေးရအဲ့တော့ Valentine ဆိုတော့လူပြိုလွတ်နဲ့ပဲဆိုင်တာတော့မဟုတ်ဘူးများတော့ဖြင့်တော့အများကြီးသက်ဆိုင်တယ်ဒါပေမဲ့ခရိယန်အိမ်အောင်တွေနဲ့လည်းဆိုင်ပါတယ်နော်နောက်တစ်ချက်ဘာဖြစ်လို့ Valentine လို့ပြောလိုက်ရင်ကဘာပြည်သူအများစုကရေဘူးရလက်ခံထားတဲ့ဟာကယောက်ျားလေးကလက်ဆောင်ဝယ်ပြီးတော့မိန်းကလေးကိုပေးရမယ်ဆိုပြီးတော့ဘသူကတတ်မှတ်ထားလဲမသိဘူးနော်အဲ့ဒါတတ်မှတ်ထားတာရှိလားမသိဘူးနော်အဲ့လိုဖြစ်လာတယ်Valentine Day ဆိုတော့မိန်းကလေးကမျောနေရပြီယောက်ျားလေးကဗာလဲပြေးဝယ်ရမယ်အဲ့ဒီလိုပုံစံဖြစ်လာတယ်
အဲ့ဒီတတ်မှတ်တဲ့လူလဲကျွန်တော်နည်းနည်းတော့ပြောချင်တယ်နော်မပေးရလို့မဟုတ်ပါဘူးပေးရလို့မဟုတ်ပါဘူးဆိုတော့ပေးလဲပေးရပါမယ်နော်မပေးဘဲနဲ့လည်းမနေနဲ့နော်ယောက်ျားတွေလက်ဆောင်မပေးရင်ဒုက္ခရောက်မှာအဲ့တော့တစ်ဖက်မှာလည်းအမျိုးသမီးတွေကလည်းလက်ဆောင်ကိုအဲ့ဒီနေ့ရောက်ရင်ပေးကိုပေးရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့တော့မနေစေချင်ဘူးပေါ့နော်မဟုတ်ရင်အဲ့လိုမျှော်လင့်ချက်ကြီးနဲ့ကြီးဆောက်နေတော့ဟိုကမပါပဲပြန်လာရင်ဒေါသတွေထွက်ပြီးတော့ဘာဖြစ်လဲဆိုတော့တပတ်လောက်စကားမပြောတော့ဘူးတော်ရည်တယ် Valentine ပြီးတော့ဘုရားကျောင်းရောက်လာလို့ဂျားထဲမှာဘုရားကျောင်းကမရှိဘဲနဲ့နှစ်ပတ်လောက်ကြော်တော့နှစ်ပတ်စကားမပြောဘူးဘုရားကျောင်းတက်လိုက်တော့နည်းနည်းတော့စိတ်ပြေတော့တာပေါ့နော်ပြန်ပြီးတော့ခွင့်လွှတ်လိုက်တယ်အဲ့တော့အမျိုးသမီးတွေကလည်းမိန်းမတွေကလည်းနော်ကိုကပဲရားရမယ်ဆိုတာလည်းမဟုတ်ပါဘူးဒါသူစီမင်းစိတ်ကန်းတတ်မှတ်ထားတာမရှိဘူး Valentine ဆိုရင်မိန်းမလည်းဝယ်ပြီးပေးလို့ရတာပဲယောက်ျားကိုဟုတ်မလားကိုချစ်သူမိန်းကလေးကလည်းယောက်ျားလေးချစ်သူကိုဗာလဲပေးလို့ရတာပဲယောက်ျားကြီးကပဲပေးရမယ်ဝယ်ပေးရမယ်ဆိုတဲ့ဒီကျွန်တော်စီမင်းနဲ့ Valentine ကို foundation ချထားတာတော့မဟုတ်ဘူးပေါ့နော်အပြန်လန်ပေါ့ဟုတ်တယ်နော်အဲ့လိုပြောလို့ခုနပြောလို့မိန်းမတွေကလည်းအရန်ကြီးနော် Valentine ဆိုရင်ကြီးကြီးမားမားမျောရမယ်အဲ့ဒီနေ့ကအထူးနေ့အဲ့လိုလည်းမဖြစ်စေချင်ဘူးဒါ pressure အရန်ဖြစ်တယ်တချို့ယောက်ျားလေးတွေဆိုရင်ဈေးတစ်ခါမှမဝယ်ဘူးအထူးပြင်တော့ပန်းစည်းမဝယ်ဘူးပေါ့နော်ပန်းစည်းတို့လက်ဆောင်တို့ဆိုတိတ်မဝယ်ဘူးတော့ Valentine နေ့တို့မွေးနေ့တို့ရောက်လာရင်တို့တော့ခေါင်းကြီးသွားတာတပတ်လောက်နော်ဒီ shopping mall မှာ9ပတ်လောက်သွားတာတခုမှမတွေ့ဘူးအဲ့လိုလည်းဖြစ်သွားတတ်တယ်အဲ့တော့ဘာဖြစ်မေတ္တာပြတာပါပဲအပြန်လန်မေတ္တာပြအတိမတ်ပြုတာအဲ့တော့အတိမတ်လေးတော့ပြုရမယ်ငါမစည်းမဝယ်တတ်ဘူးငါအဲ့လိုမျိုးရိုတိတ်မရိုတတ်ဘူးဆိုပြီးတော့မှမဝယ်ပဲနဲ့လည်းမနေနဲ့ပေါ့ယောက်ျားလေးဒါလောက်ရယောက်ျားဆိုတာတောင်းရှိတယ်လေအဲ့တော့တောင်းကိုစီနဲ့ဒါထမ်းဆောင်ရမှာအဲ့တော့တောင်း Valentine Day တို့မွေးနေ့တို့မှာလက်တောင်းမကြည့်ဘူးဆိုရင်တော့ဒါကတော့ကိုယ့်ဘက်ကလိုအပ်ချက်လည်းဖြစ်သွားတာပေါ့အဲ့တော့ခုနပြောလက်ဆောင်ကြီးကြီးမားမားမဟုတ်ဘူးနော်အတိမပြုံလေးပဲဆိုမှဒေါ်လာ3လည်းမတွားနဲ့ပေါ့ဗျာတချို့ကလည်းအဲ့လိုရှိတယ်နော်ရုပ်တရက်ကြီးဒေါ်လာ3ကနဲ့အဲ့ဒါကြတော့လေလွန်ပါတယ်နော်ဒေါ်လာ3ကိုမိန်းမနဲ့ယောက်ျားမပြောနဲ့ခလေးခေါ်တော့တာတော့မကြိုက်ဘူးပြောမကြိုက်ဘူးလေနော်အရင်တော့ကျွန်တော်ကဟိုမှာခြာပြီးဆိုဂျနီနာတို့ဆိုပြဲဒေါ်လာ3ခေါ်တော့တာလေကြိုက်တော့ယူလို့ဝေါ်မဆိုရင်တစ်ခုယူလိုက်ရင်တွားပြီဟုတ်တယ်မလား target တို့ဆိုရင်အဲ့မှာဒေါ်လာ3ဆိုကြိုက်တော့ယူဆိုတော့နောက်ကျတော့ဒေါ်လာ3ခေါ်တော့ပါမကြိုက်ဘူးလေအခု Jefferson တော့မရတော့ဘူးဒေါ်လာ3ပြောလိုက်ဒီဆိုင်မှာဘာမှမကြိုက်ဘူးလေကလေးတော်သိတယ်အခုကယောက်ျားကြီးနော်တကယ်နေညပတ်စံရှာပြီးတော့ဒေါ်လာ3မှာတွားဝယ်တယ်ဆိုရင်တော့ဒါကျွန်တော်ကသမိုင်းတင်ပါဗျကျွန်တော်ကမှတ်တမ်းတင်ပါဒီမှာမှတ်တမ်းရေးမှာအဲ့တော့ဒါလည်းကိုယ့်ဘက်ကစဉ်းစားမှာပေါ့နော်အပြန်လန်းအဲ့တော့ဒီ Valentine Day တရက်တည်းချစ်ချစ်မေတ္တာပြဖို့ပြောတာတော့မဟုတ်ပါဘူးဒါအထူးနေ့ဖြစ်တဲ့အတွက်ဒါတင်တို့ကိုအခွင့်အရေးပေးထားတာဒါလောကမှာအဲ့ဒီနေ့ကတော့ချစ်ချစ်မေတ္တာကိုပြတဲ့နေ့အခွင့်အရေးပေးထားတာတော့မှမယူဘူးဆိုရင်တော့ဒါကိုယ့်ဘက်ကလွတ်ထားတာပေါ့နော်အခွင့်အရေးပြရတဲ့နေ့ပေါ့အဲ့တော့ဒီနေ့ဘာပြောချင်လဲဆိုတော့အချစ်စစ်နဲ့ဗြိဉ္ဉ်သစ္စာနော်ဒီခေါင်းစဉ်လေးနဲ့ဘာဆိုရင်ဒီအချစ်စစ်နဲ့ဗြိဉ္ဉ်သစ္စာအကြောင်းကကျမ်းစာမှာပြောထားတာနဲတာမဟုတ်အဲ့တော့အချစ်အကြောင်းဗြိဉ္ဉ်သစ္စာနော်ချစ်ချင်းမေတ္တာအကြောင်းနော်ခရိယန်အိမ်တော်အကြောင်းနော်ထိမ်းမြလက်ထပ်ခြင်းအကြောင်းတွေအားလုံးကချမ်းစာမှာအခြေခံပြီးရောက်လာတာအများကြီးကဘာဦးမှာထိမ်းမြခြင်းကိုပထမဆုံးလုပ်တာကဒါဘုရားသခင်ကလုပ်တာဒါကြောင့်ပြောရမယ်ဆိုရင်အိမ်တော်ထိမ်းမြခြင်းကဘာဦးစမှာလင်းနဲ့မယားလက်ထပ်ထိမ်းမြခြင်းကခရိယန်ဘာသာကစတယ်လို့ကျွန်တော်ပြောလို့တော့ရတယ်ဒါကဒီအိမ်တော်ပြုခြင်းကအစိုးရတော်မပေါ်လာသေးဘူးဟုတ်တယ်မလားဘယ်လူမှုအတိုင်းဖွဲ့မှမပေါ်လာသေးခင်မှာခရိယန်အိမ်တော်ကိုဘုရားကအာဒံနဲ့အေဝဒီကဘာမှာ2ယောက်တည်းရှိတယ်2ယောက်ကိုဘုရားကသူ့ရှေ့မှာတခါတည်းကိုလက်ထပ်ထိမ်းမြခိုင်းတာပြီးအာဒံကိုစောင့်နေခိုင်းပြီးတော့အေဝကိုဘုရားကိုယ်တိုင်ခေါ်လာတာလက်တွဲပြီးတော့နော်ကီးဘုတ်တီးတဲ့လူတော်မရှိဝဲချိန်တော့ဒါဆိုကောင်းကင်မှာနေကတဘိုးမုတ်ပါဗောနော်ကျွန်တော်မြင်အောင်တယ်အေဒင်ဥယျာဉ်ထဲမှာဒါကြောင့်အခုကပါ venue မရှိရင်လည်းပြတ်တာမရှိပါဘူးဘုရားရှိဖို့လိုတယ်နော်ချို့က venue အရာကောင်းရှာ venue ရှာ venue ကတော့ special ပဲဘုရားပါမပါတော့မသိဘူးနော်အဲ့ဒါလည်းစဉ်းစားမယ်
နော် venue ကတကယ်ကိုဖျားเจ้าမှလည်းမဟုတ်ပါဘူးနော်ကျောင်းဟိုမှာ garden မှာအေဒင်ဥယျာဉ်လိုမျိုးပါ original ပြန်တွားတာပေါ့နော်တကယ် organic အဲ့လိုမျိုးရှိတယ်အဲ့တော့ဘုရားသခင်ကိုယ်တိုင်ကထိမ်းများပေးတော့အတိမပြုတ်ပေးတော့ဘုရားဖြစ်တယ်ကျွန်တော်တို့ကချစ်ကြိုက်တာကိုနော်ဥပ္ပခါပြုတ်ပြီးတော့အဲ့လိုမလုပ်ရဘူးနော်ဆိုပြီးတော့တင်းသားတဲ့ဘုရားမဟုတ်ဘူးနော်အာဒံကအေဝါကိုတခါတည်းတွေ့တာနဲ့ရင်ခုန်တဲ့အပြင်ကိုကြိုက်သွားတာနော်သူ့ကိုခွဲစိတ်ထားတာတော့မှမသိတော့ပျောက်သွားတယ်နာတော့မနာတော့ဘူးနော်တက်တာတယ်လို့ပြောတယ်စိတ်တန်ရာတွေအားလုံးတက်တာသွားတယ်နော်ဒီနေ့အိမ်တော်ပြုလိုက်တဲ့လူကျွန်တော်တွေ့ရတယ် healing တွေကအဲ့မှာလာနော်အိမ်တော်ပြုခြင်းမှာကပြည့်စုံခြင်းတွေပါတယ် healing တွေပါတယ်ဝမ်းမြောက်ခြင်းတွေပါနှစ်သိမ့်ခြင်းတွေပါချစ်ချင်းမေတ္တာတွေပါအဲ့ဒါမပိုင်တော့အဲ့ဒါစန့်ကျင်ဘက်ပေါ့ဗျာနော်စန့်ကျင်ဘက်ကတော့အမတန်ဆိုးတယ်ဒါကိုလည်းတတိထားဖို့တော့အဲ့တော့ကျမ်းစာထဲမှာဟောရှေအနာဂတိကျမ်းနှစ်အပိုင်ငယ်19-20ထဲမှာဘာပြောလဲဆိုတော့အားလုံးဖတ်ကြည့်အောင်နော်ဖတ်ကြည့်အောင်19-20ငါဒီဟောရှေဆိုတဲ့ prophet တပါးရှိတယ်ဒီ prophet ကဒီနေ့ကျွန်တော်ဟောရှေအနာဂတိကျမ်းကနဲ့ဟောမှာဆိုတဲ့အတွက်ကြောင့်ဒါဟောတော့နည်းနည်းရှည်သွားမယ်အဲ့လိုလည်းမဆိုလို့ပါဘူးနော်အဲ့တော့ဟောရှေဆိုတဲ့ prophet ကတကယ်ကိုထူးခြားတယ်ဒီ prophet ကကျန်တဲ့ prophet ဘယ်သူနဲ့မှမတူသူ့အကြောင်းလေးကြားဘူးကြလားဒီ prophet ဟောရှေကိုဖခင်ကဘာပြောလဲဆိုတော့သွားပါတဲ့ဂေါမာဆိုတဲ့အမျိုးသမီးကိုသိမ်းယူပါအဲ့တော့ prophet ကရင်ခုန်စွာနဲ့ဂေါမာဟာနာမည်လည်းအရန်လာနော်ဂေါမာစဉ်းစားကြည့်လေနော်ဒါ Israel နာမည်နဲ့ပြောမယ်ဆိုရင်ဂေါမာအမတန်လာတဲ့နာမည်ပဲအဲ့တော့သူကမျောလင်းချက်ကြီးကြီးနဲ့ဒီမိန်းမကိုသိမ်းယူဖို့အတွက်သူသွားတဲ့အခါကျတော့ဖခင်ကသူ့သွားယူပါသိမ်းယူပါပြောတာအဲ့ဒီမိန်းမကိုသူကရင်ခုန်စွာနဲ့နော်တခါတဲ့ necktie တွေဝတ်ပြီးတော့နော်သူ့အချိန်ခါကနော်အလားပဆုံးဝတ်စားဆင်ပြီးသွားမှာပေါ့။ဘာလို့မိမတိန်တဲ့အခါမှာအိမ်နေဝတ်စုံနဲ့တော့ဘယ်သူမှသွားမှာမဟုတ်ဟုတ်တယ်မလား။လာလာပပလေးဘုရားသခင်ကအေးဝါကဲတို့မျိုးသမီးငါ့ကိုပြင်ဆင်ပေးပြီ။သူကရင်ခုန်စွာနဲ့သွားတာဟိုမှာရောက်တော့ဒီအမျိုးသမီးကပြည့်တစားဖြစ်နေတယ်။ဟာဘယ်လောက်ထိကြေကွဲမလဲ။ဒီလိုအမျိုးသမီးကိုဘုရားကပါမင်းသိမ့်ယူရမယ်။ prophet ဟောရှေကတခါတည်းကိုစိတ်သက်ကြသွားတယ်ဝမ်းနေကြေကွဲသွားတယ်ဒါပေမဲ့ तू သိမ့်ယူတယ်ဘာပဲဖြစ်ဖြစ်ဘုရားကပြောထားတဲ့စကားရှိတဲ့အတွက်ကြောင့်ဘုရားစကားကိုနားထောင်တော့အားဖြင့်ငါသိမ့်ယူမယ်သူ့ရဲ့အလိုမလိုက်ဘူးဘုရားအလိုကိုလိုက်ဘုရားရဲ့အလိုတော်ဝန်ခံအဲ့တော့ဘုရားကပြောဆိုအဲ့ဒီလိုပဲအတေလလူမျိုးကငါရှေ့မှာဖောက်ပြန်တော့အမျိုးဖြစ်တယ်ဒါပေမဲ့ဒီအတေလလူမျိုးငါအဖို့ငါသိမ်းယူမယ်တင်းတို့ရဲ့သက်စာရှိမှုအကြောင်းမဟုတ်ဘူးတန်ရှင်းချက်အသက်တာကြောင့်မင်းတို့ကငါကျေးဇူးပြုတာမဟုတ်ဘူးမင်းတို့အသက်တာကအဲ့ဒီလိုဂေါမာကဲတို့ပြည့်တစားအသက်တာထဲမှာတကယ်ကိုအပြစ်နွန်ထဲမှာတင်းတို့ရှိတယ်ဒါပေမဲ့ငါရဲ့တဖတ်တချစ်ချင်းမေတ္တာကြောင့်မို့ငါမင်းတို့ကိုသိမ်းယူမယ်ငါရဲ့အဖို့အစင်မြဲငါသိမ်းယူမယ်ဖြောင့်မတ်ခြင်းတရားသဖြင့်တရားသဖြင့်စီရင်ခြင်းချစ်တနာဆုံမဲ့ခြင်းနဲ့အညီကိုယ့်အဖို့ငါအဖို့တင်းကိုသိမ်းယူမယ်ဖခင်ကအဲ့ဒီလောက်ကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်ဒါနမိတ်လက္ခဏာအနေနဲ့ပြတာအဲ့တော့ဂျားထဲမှာ prophet ကိုတူအဲ့ဒီလိုတက်တည်လောက်ကိုင်းသိမ်းယူပြီးတဲ့နောက်မှာဒီဟောရှေ prophet ကအယံကိုပြောနေပြီအိမ်ထောင်တာရနေတာသမီ3ယောက်ရောက်တော့ရသွားပြီအဲ့ဒီထိတိုင်အောင်ဒီအမျိုးသမီးကမပြောင်းလဲဘူးဗျအမတန်ဝမ်းနည်းစရာကောင်းတယ်မပြောင်းလဲဘူးကျမ်းစာကိုသူ့ရဲ့အသက်တာကိုဖတ်ကြည့်တဲ့အခါအကျဉ်းချင်းပြည့်တစားအလုပ်ကိုပြန်ပြီးတော့လဲပြီးတော့ပြောင်းလို့အိမ်ထောင်ရှိလျက်ပင်လေပြန်ပြီးတော့ဖောက်ပြန်တယ်ဒါပေမဲ့ prophet ကတော့သူကသိမ်းယူတဲ့အချိန်ကစပြီးဖခင်ရဲ့စကားနဲ့
သူသိမ်းယူတယ်နောက်ဆုံးသိမ်းယူပြီးတဲ့တာသမီရလာသည့်တိုင်အောင်တော်မှဒီအိမ်ထောင်ကိုသူ့ဘက်ကနဲ့နော်ဒါမာယွန်းသွားတာဘာမှမရှိဘူးအမျိုးသမီးကသူ့ကိုအချိန်ချင်းပြန်ပြီးတော့ဒုက္ခပေးတယ်ဒါပေမဲ့ဒီ prophet ကဘာလဲဆိုတော့ဒီအမျိုးသမီးကိုသူမခွာဘူးအချိန်ချင်းပြန်လာတယ်အချိန်ချင်းပြန်သိမ်းယူတယ်သူပြန်ပြီးတော့လက်ခံအရန်ထူဆန်းတယ်ဒါလူတဘောအားဖြင့်စဉ်းစားကြည့်မယ်ဆိုရင်ဘလို့မှနားလည်လို့မရဘူးဒါပေမဲ့ကျမ်းစာထဲမှာပြောလဲဆိုတော့ဒီအိမ်ထောင်မှာတဲ့ prophet ဟောရှေကသူပရိညင်ပြုတ်ပြီးတော့မှယူထားတော့အမျိုးသမီးတွေဖျားရှေ့မှာသူကပရိညင်ပြုတ်ထားတဲ့အတွက်သူကဖျားရဲ့အလိုကိုပြည့်စုံမှုအတွက်သူအကောင်းဆုံးအသက်ရှင်ပြီးတော့မှကြည်ရှုဆောင်ရှောက်တယ်ဒါလူတွေထဲမှာတော့အမတန်နဲပါလိမ့်မယ်အဲ့ဒီလိုလုပ်ဖို့ပြောတာလည်းမဟုတ်ပါဘူးဒါပေမဲ့ဒီမှာဘာကိုသင်ခန်းစာရလဲဆိုတော့ဒီနေ့ဗရိညင်ပြုတ်ခြင်းကချစ်ချင်းမေတ္တာအစစ်ကဒီမှာဟုတ်တယ်ဗရိညင်ပြုတ်ခြင်းသစ္စာမရှိဘူးဆိုရင်ကျွန်တော်တို့စစ်မှန်တဲ့အချစ်စစ်ကိုအိမ်ထောင်ကိုကျွန်တော်တို့ကတည်မြဲအောင်ကျွန်တော်မထားနိုင်ဘူးဒီမှာတခုကျွန်တော်တို့သိရမှာကဗရိညင်ပြုတ်ခြင်းနဲ့စာချုပ်နော်ကျွန်တော်ဒီဗရိညင်ပြုတ်ခြင်းနဲ့စာချုပ်ချုပ်ခြင်းကမတူဗရိညင်ပြုတ်ခြင်းနဲ့ဂတိစာချုပ်ချုပ်တာမတူ contract ပေါ့ contract နဲ့ covenant ကမတူတူတလုံးလုံးနဲ့မတူနော် contract ဆိုတာကမင်းလုပ်ပေးရင်ငါလုပ်ပေးမယ်မင်းမားရင်ငါပြန်ပြီးတော့နော်အဲ့ဒီအတိုင်းငါပြန်ပေးဆက်အိမ်စာချုပ်တဲ့အခါမှာဒါလုပ်ရမယ်ဒါမလုပ်ရဘူးရှိတယ်မလားရက်လွန်သွားရင်ဘာဖြစ်လဲအရေးယူခံရအောင်ဒါဥပဒေထဲမှာဒါက contract ဖြစ်တယ်ဂတိစာချုပ်ဖျားရှိလူရှိမှာဒီနေ့ကျွန်တော်တို့အိမ်အောင်ပြုတာဒီဂတိစာချုပ်တဲ့ပို့ပြီးနဲ့နေတယ်အဲ့ဒါကဗရိညင်ဖြစ်တယ်အဲ့ဒီဗရိညင်ကလူနဲ့ပြုတယ်လို့အထူးသဖြင့်ဖျားနဲ့ဗရိညင်ပြုထားတာဖြစ်တယ်ဒါကြောင့်အိမ်အောင်ရှင်တွေအိမ်အောင်ရှင်မတွေကျွန်တော်ဒါအရန်ကိုတတိထားဖို့လို့ဗရိညင်ကြတော့ဥပဒေနဲ့လာပြီးအရေးယူတာမရှိဘူးဗျမရှိဘူးဒါဖျားကတော့သူ့အကျိုးဆက်နဲ့သူပေးမှာပဲဒါပေမဲ့လူသဘောအားဖြင့်ဗရိညင်ကကြတော့အရေးယူလို့ရတဲ့အကွက်သိမရှိဘူးဖျားရှိလူရှိမှဂတိကိုပြုထားတယ်လို့ပဲဒါပေမဲ့အဲ့ဒါကပို့ပြီးနဲ့နေတယ်ဘာလို့လဲဆိုတော့ဖျားနဲ့ကျွန်တော်နဲ့ဆိုင်သွားပြီလူချင်းလူဂတိပြုပြီးတော့မှ contract လုပ်တာကလွယ်တယ်ပြဿနာတက်လာရင်တရားရုံးမှာတွားရှင်းလို့ရတယ်ဒါပေမဲ့ဖျားနဲ့ဗရိညင်ပြုထားတဲ့အရာဒီကျွန်တော် contract နဲ့မတူဘူး contract က enforcement လုပ်ရတာလွယ်တယ်နော်ကဲအိမ်စာချုပ်ထားတယ်ရေဖိုးမပေးဘူးဆိုရင်ရေကိုဖြတ်မယ်အိမ်ဖိုးမပေးဘူးတလကြော်တော့ရင်ပါလေဖြတ်မယ်ဒါပေမဲ့ဗရိညင်ကြတော့အဲ့လို enforcement ဥပဒေနဲ့မလာဘူးဒါပေမဲ့ဖျားနဲ့ဆိုင်တဲ့အတွက်ကြောင့်ဖျားကသိမြင်တော်မူတာဖြစ်တယ်ကိုယ့်ဘက်ကနဲ့ဗရိညင်ရှိတယ်ဆိုတာကိုတာဝန်တီးတက်စွာနဲ့တစ္ဆာရှိစွာနဲ့တွားရမှာဖြစ်တယ်သူ့ဘက်ကတာဝန်ကြေမကြေဗရိညင်ဆိုတာကငါနဲ့ဖျားကဖျားသူနဲ့ငါကဖျားရှေ့မှာငါတောင်းကြေရမယ်ငါဂတိပြုထားတယ်ဒါကြောင့်ငါသူကနဲ့လှုပ်ပေးမလှုပ်ပေးငါတောင်းကြေဆိုတာငါအသက်ရှင်မယ်အဲ့ဒါကဗရိညင်ဖြစ်တယ်ကိုနဲ့ဖျားနဲ့နော်ဒါဆိုင်သွားပြီဆိုတာကိုအဓိကပြောချင်တာဖြစ်တယ်ဒါကြောင့်ဒီနေ့အိမ်တော်တာယာဖို့အတွက်ကျမ်းစာနဲ့အမျိုးမျိုးကျွန်တော်ပြောပြတယ်ခရိယန်တွေအစဉ်ပြေဖို့အတွက်နော်လင်းနဲ့မရအစဉ်ပြေဖို့အမျိုးမျိုးပြောပြပြီမဲ့ကိုတိုင်ကဒီဗရိညင်ကိုနားမလဲတဲ့အခါမှာဆိုရင်အစဉ်မပြေမှုကအများများလာယောက်ျားကမိန်းမကိုဒီလိုပုံစံဖြစ်ရမယ်ဆိုတဲ့ပုံစံခွက်ကိုအရင်စဉ်းစားပြီးတော့အဲ့ဒီပုံစံခွက်ထဲမှာရောက်လာရင်မရောက်လာမချင်းပြဿနာတွေရှာနေပြီးတော့ပြစ်တင်မယ်ဆိုရင်ဒါကဘာလဲဆိုတော့သူ့ဟာနဲ့သူလွတ်လပ်စွာအသက်ရှင်မှုအသက်တာကပျောက်သွားကိုမျော်လင့်တဲ့ဟာမရောက်မချင်းကမပျော်ဘူးဆိုရင်တော့ဒါကိုပဲလိုနေတာမိမကလည်းဗာလဲဒီယောက်ျားဒီရီးစားကငါဘယ်လိုပုံစံမြင်ထားတယ်တကယ်တော့စိတ်ကူးရင်နဲ့မြင်ထားတဲ့ပုံစံအတိုင်းမရောက်လာဘူးဆိုရင်မဟုတ်သေးဘူးလို့ပြောရင်ဗာလဲဆိုတော့ဒါကိုဘက်ကပြင်ဆင်ဖို့လဲလိုတာဘာလို့ तू က तू ကိုကကိုငကိုတရားမှာမတူညီတဲ့နှစ်ယောက်ကိုဖျားကအိမ်တော်ဘက်ပြုထားပြီလားတပုံစံတစ်ထပ်သေးလာမှာတော့မဟုတ်ဘူး
အဲ့တော့ဆရာကြီးဘီလီဂရဟမ်ကပြောလဲဆိုတော့မတူညီတဲ့အိမ်ထောင်ရှင်ကိုကျွန်တော်အတူနေရတဲ့အတွက်ကျွန်တော်ဘက်ကလိုအပ်ချက်ကိုသူကဖြည့်ဆည်းပေးတယ်သူ့ဘက်ကလိုအပ်ချက်ကိုဖြည့်ဆည်းပေးတယ်လို့မတူညီတာဖြစ်တဲ့အတွက်ကျွန်တော်ကတင်ယူမှုတွေကိုရဖို့အသက်တာရင့်ကျက်လာဖို့အတွက်ဘုရားသခင်ကကျွန်တော်ကိုဒီအိမ်ထောင်ထဲမှာထားတာတခါလေကိုကပဲသူ့ကိုเนาะဒီလိုလုပ်ပေးပါဒီလိုဖြစ်ကောင်းမယ်ကိုကပြောနေမဲ့အစားကိုနိုင်ပါလေပြောင်းလဲပြင်ဆင်ဖို့လိုတယ် too much expectation ကဘာဖြစ်စေလဲဆိုတော့ကို too disappointing ဖြစ်စေတယ် expectation လို့เนาะအဲ့တော့ဆောနာကဘုရားသခင်ကဣတိလလူမျိုးတွေကိုတစ္ဆာမရှိရင်တော့မှဘုရားကပါလဲငါပရိညင်ချုပ်ထားတဲ့လူမျိုးဖြစ်တယ်သူတို့ဘက်ကလာမလာဘုရားကတစ္ဆာရှိတော့ဘုရားဖြစ်တယ်ဒီနေ့ကျွန်တော်တို့တက်တာထဲမှာဒါအများကြီးသိစရာကောင်းတယ်နော်အဲ့တော့အိမ်ထောင်ရေးဆိုတာကလည်းတစ်ချိန်တစ်ခါနဲ့အစဉ်ပြေပြီးတော့မှနော်တစ်သက်လုံးကောင်းသွားတာလည်းမဟုတ်ပါဘူးဒါလည်းကျွန်တော်နားလည်ရနော်အခုအစဉ်ပြေတော့အစဉ်မပြေတာတွေပြန်ညှိနှိုင်းရတာတွေဖြစ်နိုင်တယ်အဲ့တော့အိမ်ထောင်ရေးကဘာနဲ့တူလဲဆိုတော့တစ်ပင်တစ်ပင်နဲ့တူတယ်တစ်ခါစိုက်ပြီးတော့ရင်သူ့ပေါက်လာတာမဟုတ်ဘူးအဲ့လိုကြီးထွားရှင်တန်လာပြီးအသီးတွေတီးလာဖို့အတွက်ကိုကဘာလဲရေလောင်းပေးရတယ် take care လုပ်ရတယ်ကျွန်တော်အမျိုးသမီးဆိုရင်အိမ်ထဲမှာစိုက်ထားတဲ့ပန်းပင်လေးတွေနော်သူအမြဲတမ်းကြည့်တယ်အရွက်လေးနဲ့ဝါလာပြီဆိုရင်သူစိုးရိမ်ဒါတင်ကန်းစာယူစရာလေးပေါ့ရေတွေပေးတယ်ရေပေးနေလျက်ပင်တိတ်ပြီးတော့မစိမ့်လာဘူးဆိုရင်သူကဟိုဘယ်လိုပြောမလဲမြေဩဇာလေးတွေရှာပြီးတော့လေ့လာပြီးတော့ဝယ်ကျွေးတယ်ဘယ်လောက်ထိပြောလဲဆိုတော့တခါလေတစ်ပင်လေးတွေကစိမ့်လန်းပြီးတော့မှတခါတယ်နော်ပျော်ရွှင်တဲ့အရွက်လေးတွေလို့ပေါ့နော်တကယ်ကိုတောက်ပလာတယ်ဆိုရင်သူကလေအဲ့ဒီတစ်ပင်တွေကိုစကားသွားပြောတာဗျာဟာတဲ့ငါသားသမီးတွေချစ်စရာကောင်းလိုက်တာတဲ့ဆိုတော့အပင်ကိုတော့မှစကားပြောတယ်အဲ့တော့အိမ်ထောင်ရေးမှာအဲ့ဒါတင်ကန်းစာတစ်ခုပဲကျွန်တော်စကားပြောပေးဖို့နော်ရေလောင်းပေးဖို့ဘာတွေလိုအပ်ချက်ရှိလဲကျွန်တော် take care လုပ်ပေးဖို့လိုတယ်အဲ့တော့တဘာဝအားဖြင့်တော့ယောက်ျားလေးတွေကအိမ်မှာအိမ်ထောင်ရှင်ဖြစ်တယ်ကျမ်းစာသဘောလည်းပဲအဲ့လိုရှိတယ်နော်ဒီမှာပထမတစ်ခုကျွန်တော်ဒီလိုပြောချင်တယ်နံပါတ်1ချစ်ချင်းမေတ္တာဒီခံစားချက်တက်မဟုတ်ဘူးဗရိညင်တစ်ခုဖြစ်တယ်အဲ့ဒါလေးကိုသိစေချင်တယ်ခံစားချက်နဲ့ပဲတွာလာအသက်ရှင်နေမယ်ဆိုရင်တော့အဲ့ဒီခံစားချက်ကအရန်ပြောင်းလဲမှုများတယ်မိန်းမကလည်းမိန်းမမှာခံစားချက်ရှိတယ်လို့ယောက်ျားလည်းယောက်ျားမှာခံစားချက်ရှိအဲ့ဒီခံစားချက်တောင်မှသားသမီးကြောင့်ပြောင်းလဲသွားနိုင်တယ်တရက်ထဲမှာ5 ခါပြောင်းလဲနိုင်ငွေကြေးကြောင့်ခံစားချက်ကပြောင်းလဲသွားနိုင်တယ်ဒါအများစုပဲအဲ့တော့အဲ့ဒီခံစားချက်ထက်ကျွန်တော်တို့ဒီနေ့ခရိယအိမ်တော်မြဲမြံဖို့တာယာဖို့နော်အောင်မြင်ဖို့ဆိုရင်ကျွန်တော်တို့ကဖျားရှိမှဖျားနဲ့ငါဂတိပြုထားတယ်ပြိညင်ပြုထားတယ်သူ့ကိုငါတက်လုံးစောင့်ရှောက်မယ်ကြည့်ရှုမယ်မဆမယ်သူ့ဘက်မှာငါရက်တည်မယ်ဆိုပြီးတော့ဂတိပြုထားတာဖြစ်တယ်အဲ့ဒီရဲ့ဂတိနဲ့ကျွန်တော်အသက်ရှင်ရမှာဖြစ်တယ်အဲ့ဒီဂတိကိုမေ့တွားပြီးတော့မှသူ့ဘက်ကဘာလုပ်ပေးမလဲဆိုတဲ့နော်မျောလင့်ချက်နဲ့ပဲတွားနေမယ်ဆိုရင်ကျွန်တော်ကပန်းတိုင်မရောက်တော့ဘူးဖခင်ကသူ့ကိုသူ take care လုပ်သွားတယ်ကိုယ့်ဘက်ကပြင်ဆင်ဖို့ပဲကိုပြင်ဆင်ပါအဲ့တော့ဗရိညင်ဒီအမတန်ရေးကြည့်တယ်နံပါတ်1ကခံစားချက်မဟုတ်ဘူးနော်အဲ့တော့ဆရာကြီးဘီလီဂရဟမ်ပြောတဲ့အိမ်ထောင်ရေးတစ်ချက်နှစ်ချက်လောက်ကိုဒီမှာအားလုံးကိုလည်းကျွန်တော်ပြောပြချင်တယ်နံပါတ်1ကဆရာကြီးဘီလီဂရဟမ်ပါကောင်းမွန်တဲ့အိမ်ထောင်ရေးဆိုတာတဲ့အပြန်လန်ခွင့်လွှတ်တတ်တဲ့သူနှစ်ဦးရဲ့ပေါင်းစည်းခြင်းပဲဖြစ်တယ်အပြန်လန်နှစ်ယောက်လုံးကခွင့်လွှတ်တတ်တယ်သူလည်းခွင့်လွှတ်တတ်ကိုလည်းခွင့်လွှတ်တတ်အပြန်လန်ခွင့်လွှတ်တတ်တဲ့သူနှစ်ယောက်ပေါင်းစည်းခြင်းဖြစ်တယ်အဲ့ဒါအောင်မြင်တော့အိမ်ထောင်နောက်ပြီးတော့ဆရာမာတင်လူတာကပြောလဲဆိုတော့ဇနီးဖြစ်သူကတဲ့ခင်ပွန်းကိုအိမ်ပြန်လာခြင်းစိတ်ပေါက်အောင်ထားရမယ်နော်ဒါရေးကြည့်ရနော်ကျွန်တော်ပြောပြမယ်ယောက်ျားတော်တော်များများအိမ်မကတ်တာကဘာတူလို့လဲအဲ့ဒါလည်းစဉ်းစားမယ်နော်အဲ့မှာပြောထားပြီနော်အိမ်မပြန်လာခြင်းဘူးဆိုမှနော်အပြင်မှာပဲအလုပ်ထွက်လို့နေတော့အားမကြနဲ့အိမ်ကိုအရန်ပြန်လာခြင်းစိတ်ပေါက်အောင်လုပ်ဖို့ကအမျိုးသမီးတွေရဲ့တောင်းအဲ့ဒါရှိတယ်နောက်တစ်ချက်ရှိသေးတယ်ခင်ပွန်းဖြစ်သူကလည်းနော်
သူအိမ်ကထွက်သွားတဲ့အခါမှာဇနီးဖြစ်သူနှမျောတတဖြစ်လာအောင်နှမျောလာအောင်ထားရမယ်အခုကဗာလဲကိုကအလုပ်သွားတော့မစဲဘိုက်ဘိုက်ပြောလိုက်တာအိမ်မှာပွဲချင်းပါနေဆိုအဲ့ဒါကယောက်ျားလို့ကိုယောက်ျားကအိမ်ကနေထွက်တော့မယ်အလုပ်သွားတော့မယ်ဆိုမိန်းမကမြက်ပြန်လာနော်မပြန်လာမှဆိုးလို့ဆိုရင်တကြဖြစ်အောင်ယောက်ျားလုပ်ပြနှမျောအောင်လုပ်ပြအခုကခီးသွားလေကြိုက်လေဆိုရင်တော့အဲ့ဒါကျွန်တော်တို့မှာဗာလဲအားနေချက်ကရှိနေပြီမိန်းမတွေကလည်းဗာလဲဆိုတော့ဒီယောက်ျားကနေရောညောင်ပြန်မလာဘူးအလုပ်လုပ်နေဆိုပြီးဂုံမယူပါနဲ့အိမ်ကိုပြန်လာပြီးပျော်ရွှင်အောင်ထားရမယ်တောင်းဖို့တရားမိန်းမမှာရှိတယ်ထောက်ခံပြီဒါနှစ်ဦးနှစ်ဖက်ကနဲ့တင်ယူစရာလေးအဲ့တော့ဒါကျွန်တော်ပြောတာမဟုတ်ဘူးဒါအတွေ့အကြုံရှိတဲ့တမိုင်းချောင်းရာစုနဲ့အတွေ့အကြုံရှိသွားတဲ့ဆရာကြီးဘီလီဂရဟမ်နောက်ပြီးတော့ဆရာကြီးမာတင်လူသားတို့ကအဲ့လိုပြောတာဆိုတော့ဒါသင်ခန်းစာဖြစ်တယ်နော်အဲ့တော့အိမ်မှာဘလောက်ကောင်းအောင်ချက်ထားရင်တော့မှနော်ဒါအိမ်မှာကျွန်တော်ချက်ပြုတ်တာတွေအားလုံးကအမျိုးသမီးပဲဒါတောင်းရမယ်လို့မဆိုတော့ပါဒါပေမဲ့များတော့အဖြစ်ရေဘူးရကအိမ်တာဝန်နဲ့ကလေးတွေကိုထိတ်ခဲလုပ်ဖို့တာဝန်တွေကအမျိုးသမီးတွေကအများစုဒါအိမ်ကအင်ရှင်မဖြစ်တယ်ပေါ့နော်အင်ရှင်မဖြစ်တဲ့အတွက်ဒီအိမ်ကိုအားလုံးသူ့မှာ full authority ရှိတယ်နော်အိမ်ကိုပြန်လာကြတဲ့ကနဲ့တခါတည်းညှဉ်းညူချင်းနေနဲ့စတယ်ဆိုရင်ဟိုမှာယောက်ျားကတနေ့ကိုအလုပ်လုပ်ပြီးတော့မှ fight လုပ်လာရတာနော်ဘဝကိုတိုက်ပွဲဝင်ရတာအလုပ်နဲ့တိုက်ပွဲဝင်လူများနဲ့တိုက်ပွဲဝင်အိမ်ရောက်တာနဲ့ပြန်ပြီးတိုက်ပွဲဝင်ရတယ်ဆိုရင်တော့တိုက်ပွဲကနော်ဝင်လို့မကုန်တော့ဘူးလေအပြင်မှာလည်းတိုက်ပွဲဝင်အိမ်မှာလည်းတိုက်ပွဲဆိုတော့အဲ့လိုပေါ့ဒါကြောင့်ဒါကကျွန်တော်တို့သင်ခန်းစာအများကြီးရှိတယ်အဲ့တော့ဒီဆရာကြီးတယောက်ကဒီလိုရေးတယ်ဗျသူကအိမ်ထောင်မှာယောက်ျားမိန်းမတောင်မကဘူးကလေးတွေကိုလည်းဒါကျွန်တော်တတိမထားမိတဲ့အရာတွေပေါ့ကလေးတွေကျောင်းကားနဲ့ကလေးတွေကိုမဆူတဲ့နေရာ၃နေရာအထူးသဖြင့်မဆူတဲ့တာတော့အများကြီးရှိပဲအထူးသဖြင့်၃နေရာမှာမဆူနဲ့အိယာကထားချင်းကလေးကိုမဆူပါနဲ့အော်ထားချင်းသူကတနေ့တာလုံးအတွက်အာယုံကိုပြင်ဆင်ပြီးတော့ foundation ချနေရတယ်အဲ့ချိန်မှာမိဘကလာပြီးတော့ကလေးကိုဆူဆဲပြီးတော့မှပြောဆိုလိုက်တဲ့အခါတနေ့ကုန်သူကစိတ်ပြတ်သွားပြီကျောင်းမှမပြောတော့ဘူးသင်ခန်းစာဘာမှမရတော့တော့မနဲ့တိုင်းထလာတဲ့အခါမှာကလေးကိုအထူးသဖြင့်မဆူပါနဲ့ဒါနံပါတ်1တစ်ချက်ဖြစ်တယ်ဒုတိယတစ်ချက်ကကျောင်းကားနဲ့ပြန်လာချင်းလုံးဝမဆူပါနဲ့တဲ့ကလေးကိုတနေ့ကုန်သူက stress တွေနဲ့သင်ခန်းစာတွေနဲ့နော်ကျောင်းမှာအများကြီးလေ့လာပြီးတော့မှ तू ခက်ခဲမှုတွေနဲ့ငတ်တာတွေစာတာတွေကရှိတယ်တခါလေဟုတ်တယ်မလားအဲ့ဒီထဲမှာ one day ဆိုတာနဲ့ तू အိမ်ပြန်လာတာလည်းဖြစ်နိုင်မိန်းမယောက်ျားနော်မိဘတွေကအိမ်ကနဲ့ငေါက်ဆူနေတယ်ဆိုရင်သူ့ဘဝမှာနော်မျောကိုရနော်တကယ်နော်ခွန်အားဘာမှမရှိတော့ဒီကလေးကမအောင်မြင်နိုင်ဘူးပြောတယ်ဒါအရေးကြီးတယ်နော်အဲ့တော့နောက်ဆုံးတစ်ခုကတော့မဆူတင်းတဲ့နေရာအိယာဝင်တဲ့အခါမဆူပါနဲ့တဲ့ तू ကတညလုံးခွန်အားယူဖို့အတွက်ပြင်ဆင်ပြီးတော့နစ်နစ်ချိုက်ချိုက်အိပ်ဖို့အတွက် तू စိတ်ဟောနှလုံးဟော तू ပြင်ဆင်ရတဲ့အချိန်အဲ့ချိန်မှာမိဘတွေကဒေါသတကြီးနဲ့ဆူလိုက်တဲ့အခါတညလုံးသူ့အတွက်ကအိပ်လို့မကောင်းတော့ तू ပြန်ပြီးတော့ရရမယ်ခွန်အားမရတော့အဲ့တော့ဒါကကလေးအတွက်လဲပါလို့ကျွန်တော်စဉ်းစားမိတာလေးကယောက်ျားကောမိန်းမကောကျွန်တော်တို့အဲ့လို stress တွေနဲ့အပြင်ကပြန်လာတဲ့အခါမှာအရန်တတိထားဖို့လိုပါတယ်နော်အဲ့တော့နံပါတ်1က covenant ဆိုတဲ့ဆွမ်းနာကဖျားသခင်ကဟောရှေကို prophet ကိုပြောတာပါလေဆိုဣတိလလူတွေကအဲ့ဒီလောက်ဖောက်ပြန်တာတောင်မှငါသူတို့ကိုအကြိမ်ကြိမ်ပြန်သိမ်းယူတယ်ငါတနာတယ်ခွင့်တော့တယ်အဲ့ဒီလိုပဲ prophet ဟောရှေကလည်းပြည်တစားမိမကိုတောင်မှသူ့သိမ်းယူခိုင်းတယ်ဗျာသူ့ဘဝကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အတွက်အမတန်သင်ခန်းစာဖြစ်တယ်သူမငြင်းမညူပဲနဲ့ဖျားပြောတဲ့အတိုင်းသူသိမ်းယူဖျားပြောတဲ့အတိုင်းသူခွင့်လွတ်တယ်ဖျားပြောတဲ့အတိုင်းသူအကြိမ်ကြိမ်ပြန်ပြီးတော့လက်ခံတယ်အဲ့ဒါကဘာလို့အဲ့လိုလုပ်နိုင်တာလဲကျွန်တော်တို့မိကုံထွက်လာပြီကျမ်းစာမှာဘာပြောလဲဆိုတော့ဒီမှာနော်ဘာဖြစ်လို့လုပ်နိုင်လဲဆိုတော့တဲ့ဒီနေ့ယောမခန်းကြီး9:8ထဲမှာငါတို့ဒီအပြစ်ရှိစဉ်ပင်ခရစ်တော်ဒီငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဖျားသခင်ဒီငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ငါတို့အားထင်ရှားစွာပြတော့ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုကိုယ်တိုင်မခံစားဘူးဆိုရင်သူတစ်ပါးကိုပြန်ပြီးဝေမျှခွင့်လို့ဖို့ကဒါကြောင့်မဖြစ်နိုင်ဘူးဖျားကငါ့ကိုယ်တော်မှဒီလောက်ထိလက်ခံပါလား
ငါရဲ့အသက်တာဒီလောက်ဆိုးတာတော့ဘုရားကငါ့ကိုအချိန်ချင်းခွင့်လွှတ်ပါလားဘုရားရဲ့ချစ်ခြင်းကိုအောက်မေ့ခြင်းအဖြစ်ကိုယ့်ရဲ့အိမ်ထောင်ရှင်နော်ကိုယ့်ရဲ့သားသမီးတွေကိုအဲ့ဒီလိုခွင့်လွှတ်ရမယ်ဒါကိုချင်းစာစိတ်ဟုတ်တယ်မလားတခါလေလူကအဲ့လိုရှိတယ်နော်ကိုတိုင်ကမာပြီးတော့မှကိုတိုင်ကဒုက္ခရောက်ပြီးသူများအချင်းချင်းလက်ခံတာကိုနောက်တစ်ယောက်ကအဲ့လိုနည်းနည်းလေးဖြစ်လာရင်တခါတည်းကိုခွင့်မလွတ်နိုင်ဘူးတခါတည်းကိုကင်ထားတာချိန်အောင်ထားတာတခါတည်းကိုရှုံးချတာနော်ကိုဘက်ကမန်နေဒီဖြစ်ပါစေအောင်တော့နော်ကိုရဲ့အမှန်တရားဘက်မှာရက်တီးပြီးသူတစ်ပါးကိုတခါတည်းရှုံးနှိမ့်ပြီးတော့အဲ့လိုမပြောရအောင်ဒါကဘာလဲဆိုတော့ဖခင်ရဲ့ချစ်ခြင်းကိုသူတကယ်နားမလည်သေးတဲ့အတွက်ဖြစ်တယ်ဖခင်သခင်ရဲ့ခွင့်လွှတ်ခြင်းကိုကိုယ်တိုင်ကိုယ်ကြနားလည်ထားတဲ့သူဖြစ်ဖို့ဒါမှမတန်ကြီးကျယေရှုဖခင်ကကျွန်တော်တို့အတွက်အသေးခံတာကကျွန်တော်ကောင်းလို့မဟုတ်ကျွန်တော်ထိုက်တန်လို့မဟုတ်ဒါက covenant ဖခင်ကဘာပြောလဲဆိုတော့ဒါကငါ့ရဲ့အတွေးဖြစ်တယ်တင်းတို့အတွက်ငါတွန်းလောင်းတယ်အဲ့ဒီလိုညစာစားနေတဲ့အချိန်မှာပင်လေသူတိတယ်ယူဒရှကာယောကငါ့ကိုဗာလဲတစ္ဆာဖောက်တော့မယ်ငါ့ကိုအနံ့တော့မယ်ကျွန်တော်သူနဲ့အတူသွားအတူလာတကယ် best friend လိုမျိုး3 နှစ်လုံးအတူပေါင်းလာတဲ့ဒီတပည့်တော်ကယူဒရှကာယောကိုပဲပြောလို့မရဘူးတပည့်တော်အားလုံးပြောလို့ရတယ်12ပါးလုံးခရစ်တော်ကိုဆွန့်ပစ်တော့မှာအဲ့ဒီညမှာခရစ်တော်ကိုယ်တိုင်ကမုံစားပြီးတော့မှသူတို့နဲ့ပွဲတော်ဝင်နေတဲ့အခါပင်လေသူဘာပြောမနှက်ပြန်ကြရင်ငါအသေးခံမှုအတွက်အနိုင်ရတော့ငါရဲ့အတွေးနဲ့အသားကမင်းတို့အတွက်ငါအသေးခံမယ်ဒါပေမဲ့ तू သိနေတယ်အဲ့ဒီညမှာပဲဒီတပည့်တော်တွေကနောက်ဆုတ်ပြီးတော့တစ္ဆာဖောက်သွားမယ်ဆိုတော့ तू သိတယ်တီကြီးနဲ့ပင်လေခရစ်တော်ကဘာပြောလဲမင်းတို့အတွက်ငါရဲ့ခန္ဓာဖြစ်တယ်ချိုးဖဲ့တဲ့ငါရဲ့ခန္ဓာမင်းတို့အတွက်တွန်းတဲ့ငါရဲ့အတွေးဖြစ်တယ်အဲ့ဒီညမှာကိုတော်ကဒါပြောအပြစ်တင်စရာအများကြီးရှိတယ်ဒါပေမဲ့ तू တခွန်းမှမပြောသူ့ထဲကထွက်လာတဲ့အရာအားလုံးကဖခင်ဂတိတော်နဲ့ရွေးနှုတ်ခြင်းနဲ့ချစ်ချင်းမေတ္တာအကြောင်းကိုပဲခရစ်တော်ကပြောအဲ့တော့ဘာပြောလဲဆိုတော့ယူဒရှကာယုတ်တော်မှာနော်မုံကိုဖဲ့ပြီးတော့မှကျွေးလိုက်တင်လှုပ်เสียရှိတော့တွားလှုပ်ပါကြံတဲ့တပည့်တော်တွေဘယ်သူမှနားမလဲဘူးဖခင်တကယ်ချစ်ချင်းမေတ္တာအဲ့လောက်ထိချစ်သူကကျွန်တော်ကြာရှုံးမယ်ဆိုတော့ကြိုတင်တွေ့ပြီးသားကျွန်တော်တစ္ဆာဖောက်မယ်ဆိုတော့ကြိုမြင်ပြီးသားအဲ့ဒါတော့မှ तू တခွန်းမှညင်းညူတာမရှိဘဲနဲ့ဗာပြောလဲတင်တွဲတွန်းလောင်းတဲ့ငါရဲ့အတွေးဖြစ်တယ်ငါရဲ့အသားဖြစ်တယ်ဖခင်သခင်ရဲ့ချစ်ချင်းမေတ္တာဒီကျွန်တော်ကိုယ်တိုင်ကျွန်တော်တို့ရဲ့အသက်တာမှာနဲ့အဲ့ဒီလိုတွေးမြင်ခံစားလာတဲ့အခါမှာဩငါတို့ကမထိုက်တန်ပါလားဒါကြောင့်ကိုယ့်ရဲ့နော်အိမ်အောင်ရှင်တွေကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေကိုယ့်ရဲ့အတိုင်းဝိုင်းသားသမီးတွေကစကိုယ်ကအဲ့ဒီလိုမေတ္တာနဲ့ empathy လို့ခေါ်ပြန်ပြီးတော့ခွင့်လွှတ်နိုင်တဲ့အစွမ်းကအဲ့ဒီမှာရလာအာမင်အဲ့တော့ကျွန်တော်တို့တစ္ဆာပြည့်ရင်လည်းဘုရားကတစ္ဆာမပြတ်ဘူးအချိန်ချင်းလဲရင်လည်းဘုရားကအချိန်ချင်းပြန်လာပါလေလက်ခံအာမင်ကိုချစ်သူတော်မှအချိန်ချင်းလက်မခံနိုင်ဘူးကိုအိမ်တော်ရှင်တော်မှအချိန်ချင်းပါလေလက်ခံခြင်းမှလက်ခံပါဒါပေမဲ့ဘုရားသခင်လက်ခံအဲ့ဒီဘုရားလက်ခံခြင်းကိုတင်ကိုယ်တိုင်နားလေသဘောပေါက်ဖို့တော့အင်မတန်ရေးကြည့်အဲ့ဒီလိုနားလေသဘောပေါက်တော့သူတယောက်တည်းသူတစ်ပါးအပေါ်မှာခွင့်လွှတ်နိုင်မှုကပြောစရာမလိုတော့သူအလိုလိုရောက်လာဒါကြောင့်လောကလူနဲ့ဘုရားသားသမီးတွေကမတူပါဘူးလောကလူဆိုတာကတော့တစ်ခုကအစတစ်ခုခွာပြီးတော့မှအပြစ်တင်ပြီးပြောနိုင်တာကျွန်တော်တို့ကနားထောင်ရတော့မှကြောက်လာတယ်ဟာတခါမကြားဘူးတဲ့နော်တထချင်းပြောနိုင်တယ်နော်သူ့ကိုဘလို့အများကြီးပြောနိုင်ဒါကြောင့်ဘုရားသားသမီးများဒီနေ့ကျွန်တော်ထူခြားတယ်ဗြိဉ္ဉ်ချစ်ချင်းရှိတော်သူတွေဖြစ်တယ်အာမင်ဗြိဉ္ဉ်ချစ်ချင်းကိုကိုယ်တိုင်ကိုယ်ကြလက်ခံထားနော်ခံစားဘူးတော်သူတွေဖြစ်တယ်အဲ့တော့နံပါတ်1ကပါလဲဆိုတော့နာကျင်ခြင်းထဲမှာချစ်ချင်းဒုတိယတစ်ချက်ချစ်ချင်းလို့ပြောတဲ့အခါမှာအများအားတာယာနေတာမဟုတ်ဘူးနော်စင်ငယ်သမားတွေကလည်းချစ်ချင်းအိမ်ထောင်ဘက်တွေကိုကြည့်ပြီးတော့ပျော်ရွှင်တဲ့ပုံစံတွေနော် family ဓာတ်ပုံလေးတွေနဲ့တခါတည်းကိုနော် anniversary လေးတွေနဲ့လုပ်နေတာကိုတွေ့တဲ့အခါကျတော့အားကြအဲ့တော့စင်ငယ်သမားတွေကအမြဲအိမ်တော်ပြုတ်ချင်တာပေါ့နော်ချို့အိမ်တော်ပြုတ်ချင်အိမ်တော်ပြုတ်ပြီးသားကြာတော့တဲ့လူတွေကလည်းနော်ဒီ renew ပြန်မလုပ်တဲ့အခါချစ်ချင်းမေတ္တာရော့လာတဲ့အခါကျတော့စင်ငယ်သမားတွေကိုပြန်အားကြသူတယောက်တည်းသွားနေတာနော်အပူပြင်းမရှိဘူးအိမ်ထောင်ပြုတ်မယ်လို့ပြောတဲ့လူတော့မှနှမျောလိုက်တာနော်စိတ်ထဲမှာကြိတ်နော်နှမျောနေတာ
အဲ့မဲ့အပြင်မှာတော့မြန်ပြုတ်ငါတို့ဒုက္ခရောက်တယ်လို့နေလဲမြန်ရောက်အဲ့ဒီလိုများရှိနေမလားပေါ့နော်ဆိုတော့အဲ့တော့ချစ်ချင်းမေတ္တာကစိတ်ကူးရင်မဟုတ်ပါဘူးချစ်ချင်းမေတ္တာလက်တွေ့ဆိုင်အောင်နော်စိတ်ကူးရင်တွေကလိုမျိုးနော်ကိုရီးယားကားတွေကလိုမျိုးမဟုတ်ဘူးအဲ့ဒါကနော်လူငယ်တွေနော်များကြည့်အောင်လုပ်ထားတာအဲ့တော့စိတ်ကူးရင်မဟုတ်ဘူးတကယ်လက်တွေ့ဖြစ်တယ်အဲ့ဒီလက်တွေ့ကဘာလဲဆိုတော့နာကျင်ခြင်းတွေရှိတယ် adjustment လုပ်ရတဲ့ကာလရှိတယ်အဲ့တော့ဟောရှေကိုဘုရားသခင်ကတင်တွား၍နော်ဟောရှေ1နဲ့3ထဲမှာကျွန်တော်ဖတ်ကြည့်အောင်နော်တင်တွား၍အဲ့တော့စိတ်ကူးရင်နဲ့နော်ကျွန်တော်ဒဏ္ဍာရီလည်းမဟုတ်ဘူးတော့ချစ်ချင်းလို့ပြောလိုက်တဲ့အခါမှာအမြဲတမ်းကျွန်တော်တာယာနေတာမဟုတ်ပါဘူးဒါသမီးစားဘဝမှာလည်းခက်ခဲတွေအများကြီးကြော်ဖြတ်ပြီးတော့တွားရတယ်လို့ဒါတချို့ဆိုရင်တော့ဘာမှနော်တယောက်နဲ့တယောက်တေချာညှိနှိုင်းဆွေးနွေးနော်တိုင်ပင်ခြင်းမရှိဘဲနဲ့အိမ်အောင်ပြုတ်သွားတဲ့ဟာလည်းရှိတယ်အဲ့တော့ကျွန်တော်ကအဲ့ဒါလေးကိုတစ်ခါလေးနည်းနည်းဟောပေါ့အားမရအောင် counseling တွေနည်းနည်းရှိရမယ်။နောက်အတွေ့အကြုံရှိသွားတဲ့မူတော်ဆောင်တွေဖြစ်ဖြစ်အိမ်တော်ရှင်တွေကလည်း counseling ပေးရမယ်။နော်လက်တွေ့ကြတဲ့ဟာကိုစဉ်းစား။ကဲနှစ်ယောက်လုံးရဲ့နော်ညီမချက်ကပါလေ။နော်အဲ့ဒီလက်တွေ့ကြတဲ့ဟာတွေကိုလည်းမေးဖို့လိုတယ်။နှစ်ယောက်လုံးကဘာလှုပ်ရှားဖို့စဉ်းစားတယ်လေ။ပတ်စံဘလောက်စုထားပြီးလဲ။ကျမရဲ့ချင်းနေဘလို့လဲ။တာသမီကဘယ်နှစ်ယောက်ယူမလဲ။ကြိုတင်ပြီးတော့အများကြီးစဉ်းစားမှာဒါလက်တွေ့ဒါကြောင့် marriage counseling ဆိုတာကအရင်ရေးကြည့်ဘာလို့ဆိုတော့စိတ်ကူးရင်တက်မဟုတ်ဘူးကြိုက်တဲ့အတွက်ကြိုက်တဲ့တစ်ခုထဲနဲ့ကျွန်တော်ယူသွားပြီးတော့ခဏနေဟိုမှာမထင်မှတ်တဲ့နော်ဒါ surprise တွေအများကြီးပေါ်လာရင်မကောင်းဘူးအဲ့တော့ဒီမှာနာကျင်ခြင်းတွေပါတယ်ဟောရှေကသူဒီအိမ်တော်ဘက်ကိုယူတော့မယ်ဖခင်ကသူ့ပြောပြီးသားအဲ့ဒီခေါင်းမောင်တင်းယူသူတွားလိုက်တဲ့အခါပြေတစားဖြစ်သူတိကြီးနဲ့သူကြိုစဉ်းစားပြီးသားသူတိမ့်ပိုက်အဲ့လိုပြင်ဆင်ပြီးတော့မှယူတဲ့အတွက်ကြောင့်ဘလောက်ဆိုးရုံနေတဲ့အိမ်ထောင်ရှင်ဘက်ပဲဖြစ်ဖြစ်သူ့အတွက်ကပါလဲဆိုတော့နော်ပြိုလဲသွားခြင်းမရှိသူကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်တယ်တန်ဋိဌာန်ချထားပြီးသားဖြစ်တယ်ဒါကဗရိညင်တရားနဲ့ဆိုင်တယ်ဆိုတာကိုသူနားလည်ပြီးသားဖြစ်တယ်အဲ့တော့ခုနလက်တွေ့ကြတဲ့အထဲမှာကျွန်တော်တို့ 5 love language အကြောင်းကိုကျွန်တော်ပြောချင်တယ်ဒါကဘာလို့လဲဆိုတော့ဆရာကြီးဒေါက်တာGary Chapman ကလည်းဗာပြောလဲဆိုတော့ love language ကိုတော့အမြဲတမ်းပြောပြဖို့လိုတယ် love language ဆိုတာကလူတိုင်းမှာကျွန်တော်ချစ်ချင်းအကြောင်းကိုဖော်ပြတာချင်းမတူဘူးဒါပေမဲ့အဲ့ဒီလိုဖော်ပြနိုင်တဲ့နီလာ၅ခုကတော့တဲ့အခက်အခဲမျိုးစုံတွေဒုက္ခပြဿနာတွေအားလုံးထဲမှာပင်လျင်ကျွန်တော်တို့ကိုဗာလဲဆိုတော့တည်ဆောက်မှုပေးတယ်အဲ့တော့ဒီ5 language of love ကဘာလဲဆိုတော့နံပါတ်1ကတဲ့နော်word of affirmation ဖြစ်တယ်အမြဲတမ်းတိတိမမွားကအစချီးကျူးစကားလေးအမြဲတမ်းပြောပေးဖို့လိုတယ်ချီးမွမ်းတဲ့စကားလေးပြောပေးဖို့လိုတယ်အဲ့ဒါကကျွန်တော်ဒီနိုင်ငံရောက်လာတဲ့အခါအများကြီးသင်မိတယ်ဟုတ်တယ်နော်အရင်တော့ဆိုရင်ကျွန်တော်ကကျေးဇူးတင်တယ်လို့သိမပြောတတ်ဘူး appreciate မပြောတတ်ဘူးနော်ပေးလိုက်ရင်ယူတော့ပြန်သွားတယ်ဟုတ်တယ်မလားဟိုသူတစ်ပါးပေါ်မှာကိုကထစ်မနီတော့မှပေးဖို့အဲ့လိုစိတ်ကူးမရှိခဲ့ဘူးဒါပေမဲ့သူများရဲ့ကျေးဇူးပြုခြင်းကိုကိုယ်တိုင်ခံစားရတဲ့အခါကိုယ်တိုင်လည်းကိုချင်းစာစိတ်ဖြစ်လာတယ် restaurant လေးသွားရင်တော့အနည်းဆုံးတော့ကိုကထစ်မနီပြန်ပေးခြင်းနဲ့စိတ်ဟောသူ့လည်းကိုချင်းစာappreciate your service ဟုတ်တယ်မလားအဲ့လိုစိတ်သဘောလေးတွေကိုမွေးမြူဖို့လိုတယ်အိမ်အောင်ရှင်နော်ယောက်ျားမိန်းမကြားထဲမှာအဲ့လို appreciation တွေပြဖို့လိုအခု Valentine ဆိုလည်းဒါကျွန်တော်က Valentine အချစ်များနေ့ဖြစ်တဲ့အတွက်ဆိုတော့ appreciation ကိုနည်းနည်းပြမွေးနေ့တွေဆိုရင်လည်းပဲအဲ့တော့ဒီနေရာမှာနားလည်မှု level အများမြင့်လာတဲ့အခါကျတော့ကျွန်တော်ဒါ
ဒါသူ့ level နဲ့သူတက်သွားတာပေါ့နော်နားလည်မှု level ကနည်းနည်းကွာဟနေသေးတဲ့အခါမှာကြတော့ခုနပြောလို့ကိုမျော်မှန်းထားတဲ့လက်ဆောင်မရလို့စိတ်ကောက်တာတွေဟုတ်တယ်မသူ့အတိုင်းတာမရောက်လာလို့ဒါမပျော်နိုင်တာတွေလည်းရှိသွားနိုင်တယ်ဒါပေမဲ့လင်းနဲ့မရကြတဲ့မှာနားလည်မှုအတိုင်းတာတွေကအရင်မြင့်တွိုင်းဘယ်လောက်ထိဖြစ်လဲဆိုတာတခါလေမိတ်တွိုင်းတော့မှစိတ်မဆိုးဘူးအမြဲတမ်းမိတ်ဖို့ပြောတာတော့မဟုတ်ဘူးသဘောပြောတာပါနော်စကားလေးတစ်ခုပေါ်မှာအထာနာကောက်ပြီးတော့ကျွန်တော်တို့ကတခါတည်းပြန်ရန်နဲ့ဒေါသနဲ့ပြန်ပြီးတော့ပြောတာမဟုတ်တော့ပြောမှသွားရင်တော့မှအော်ဒါသူဒီလိုလေးငါနားလေဆိုတော့ဒါက level မြင့်သွားပြီဒါကြတော့သူရဲ့ဆက်ဆံရေး level ပေါ့နော်နားလည်မှု level ကအရင်မြင့်သွားပြီအဲ့တော့ဟောရှေအသက်တာကြတော့ဒီပြည်သူစာနဲ့သူအတူနေရပြီမဲ့ဖះကိုသူ complain ဘယ်တော့မှမလုပ်ဖះသခင်ကသူ့ကို take care လုပ်မယ်ဆိုတော့သူယုံကြည်ဒါကြောင့်ခက်ခဲတဲ့အိမ်ထောင်ရေးထဲကနဲ့တာယာတဲ့အောင်မြင်တဲ့ prophet ကြီးဖြစ်လာ prophet ဟောရှေအဲ့တော့ကျွန်တော်သူ့တက်တာကိုစဉ်းစားကြည့်ရင်ကျွန်တော်ဒီလိုတော့မှပြောချင်ခွန်အားလည်းပေးချင်တယ်ဒီနေ့လောကမှာအခက်ခဲဆုံးအလုပ်ကဘာလဲဆိုတော့အမှုတော်ဆောင်ခြင်းဖြစ်တယ်ဒါအရန်လွယ်တယ်လို့မထင်နဲ့ကျွန်တော်လူတိုင်းကိုကြည့်ဟာအခုဆရာကြီးတွေနဲ့ဆရာမတို့ဟုတ်တယ်မလားဆရာဇာကိုတို့ဆရာမစင်တီယာအမှုတော်ဆောင်ပြောလိုက်အရန်လွယ်တယ်အရန်ပျော်စရာကောင်းတယ်လို့စဉ်းစားမိမလားမသိဘူးအမှုတော်ဆောင်တိုင်းက challenge အများကြီးရှိနံပါတ်1 challenge ကအိမ်ထောင်ဘက်ကိုတာယာအောင်ပျော်ရွှင်ထားရအဲ့ဒီတစ်ခုထဲတဲ့တော့မှ qualification ကတင်တို့အတွက်အရန်ခက်သွားပြီအပတ်တိုင်းကျွန်တော်တို့လာပြီးတော့ကောင်းကြီးပေးရတယ်ဆူတောင်းရတယ်အိမ်ထောင်မှာအဆင်မပြေဒီလိုလာလို့မရဘူးဒါနံပါတ်1 qualification ပဲကိုအိမ်ထောင်ဘက်အဆင်ပြေအောင်နေရတယ်အဲ့လိုပြောလို့ကျွန်တော်မရမကနော်လိုက်လုံနေရတဲ့အနေထားလည်းမဟုတ်ပါဘူးဒါပေမဲ့ဒီ relationship ကအောင်မြင်ပြီးတော့ပျော်ရွှင်ပြီးတော့ရှိနေမှာအတင်းတော်လည်းကောင်းကြီးရှိသူတစ်ပါးအတွက်ဆူတောင်းပေးရင်အမြဲတမ်းတော့အိမ်ထောင်မှာမတာရပဲဆူတောင်းပေးလို့မရဘူးကျွန်တော်ပြောပြကျွန်တော်အပတ်တိုင်းဒီမှာတရားဟောနိုင်တယ်ဆိုတာကအိမ်ထောင်ထဲမှာပျော်ရွှင်လို့တာယာလို့ဖြစ်တယ်အာမင်ဒါကြောင့်အမှုတော်ဆောင်တယောက်ဖြစ်လာဖို့ကကိုယ့်ရဲ့အိမ်ထောင်ထဲမှာမိသားစုထဲမှာအစံပြေအောင်ကိုနံပါတ်1ထိမ့်သိမ့်ဖို့တော့မှမလွယ်တဲ့ကိစ္စဖြစ်တဲ့အတွက်အမှုတော်ဆောင်ဘဝရွေးချယ်မယ်ဆိုရင်အဲ့ဒါတေချာစဉ်းစားဟောတခါတည်းတရားဟောနေတာကြီးပဲနော်ကျွန်တော်တို့အဲ့ဒါကြီးဝယ်မြင်လို့မရအောင်ဒါကြောင့် first qualification နော်ဒါဒီ qualification အိမ်ထောင်ထဲမှာ qualification pass ဖြစ်သွားတယ်ကျန်တဲ့အားလုံး pass ဖြစ်သွားပြီဗျာအဲ့လိုပြောလို့ရတယ်အဲ့တော့ prophet ဟောရှေရဲ့အသက်တာကတကယ်အော်စရာကောင်းတယ်အိမ်ထောင်ထဲမှာဒီလောက်ထိနော်ဒါသူ့ပေါ်မှာတက်ဆာမရှိတော့သူနဲ့အတူနေရတာတော့မှအောင်မြင်တဲ့အမှုတော်ဆောင်တယောက်ဖြစ်လာဖို့သူကြိုးစားတယ်ဒါကဘာလဲဆိုတော့ခက်ခဲမှုတွေကနဲ့စစ်မှန်တဲ့ဗရိညင်ချစ်ချင်းကိုနားလေသဘောပေါက်စွာနဲ့အသက်ရှင်တဲ့အတွက်ကြောင့်ဖြစ်တယ်ဒီနေ့တင့်တက်တာထဲမှာ challenge ရှိမှာဖြစ်တယ်နော်သမီးစားဘဝဒါမှမဟုတ်ရင်အိမ်ထောင်ရှင်ဘဝထဲမှာဒါကတိကောင်းတွေရှိနိုင်တယ်ခက်ခဲမှုတွေရှိနိုင်တယ် challenge တွေရှိနိုင်တယ်ဒါပေမဲ့ဒီမှာကျွန်တော်နံပါတ်1အကြံပေးချင်တာကကိုမျော်လင့်တာထက်ကိုကလှုပ်ပေးရမယ့်အပိုင်းကိုစဉ်းစားပါသူ့ဘက်ကိုမျော်လင့်တာထက်ကိုယ့်ဘက်ကဘာလှုပ်ပေးရမလဲအဲ့ဒါကိုစဉ်းစားဖို့လို့နော်အဲ့တော့ဆရာကြီးဒေါက်တာဂယ်ရီချပ်မင်းကဘာပြောဆိုချစ်ချင်းမေတ္တာရဲ့ဘာသာစကား၅ခုထဲမှာနံပါတ်1က word of affirmation အမြဲတမ်းချီးကျူးပြောဆိုပေးပါတယ်အမြဲတမ်းကြီးနော်ကျွန်တော်မြောက်ပြစ်နေတာမဟုတ်လက်တွေ့ကြကြအရှိကိုရှိတိုင်းကျွန်တော်ကကျေးဇူးတင်ကြောင်း genuinely ပြောပြနော်အဲ့ဒါအရေးကြီးတယ်နံပါတ်2က quality time အချိန် quality time ဆိုတာကနော်ဟိုခီးသွားမှမဟုတ်ပါဘူးအိမ်မှာပဲရှိဘယ်မှာပဲရှိ quality time လေးရှိဖို့လိုတယ်ဒါကြောင့်ကျွန်တော်တခါကဘာတူလဲဆရာမတယောက်ကျွန်တော်ကိုအားပေးခဲ့တာရှိတယ်နော်ဆရာမလင်ဒါသူနဲ့ကျွန်တော်နဲ့ကော်ဖီတောက်သမင်းစားရင်းနဲ့သူဘာပြောလဲဆိုတော့လင်းနဲ့မရ quality time လုပ်တယ်လားအဲ့ဒီအချိန်မှာကျွန်တော်ကအရန်ကိုနော်ဟာကနေဖြစ်သွားတယ်ဘာလို့ဒါက encouragement ဖြစ်တယ် quality time ကဘာလဲလို့ပြောတဲ့အခါအမြဲတမ်းတော့အိမ်မှာတူရှိတယ်လေဒါပေမဲ့အိမ်မှာရှိတိုင်းလဲ quality time မဟုတ် quality time ကဘာလဲဆိုတော့နှစ်ယောက်အတူ dating မကြသွားဖို့လိုတယ်ဘယ်လို dating လဲနော်ညစာအတူထွက်စားတာတော့ကလေးတွေပါကြမှာပါမယ်နှစ်ယောက်တည်းအတူသွားမှအချင်းယူတာနှစ်ယောက်တည်းအတူဆူတောင်းတာအဲ့ဒါက
စစ်မှန်သော quality time ဖြစ်တယ်တချို့လင်မယားဆိုတခါမှအပြင်မထွက်စားဘူးနော်ထွက်စားရင်တော့မှဗာလဲ drive through နဲ့အရေးပေါ်ဝယ်သွားတာအဲ့ဒါ quality time မဟုတ် quality time လေးလည်းရှိစေချင်တယ်နော်ဒါကြောင့်ဒီနှစ်ထဲမှာကျွန်တော်စဉ်းစားထားတယ်အောက်တိုဘာလခရစ်ယာန်အိမ်ထောင်ရက်သက်တပတ်ထဲမှာကျွန်တော်မိသားစု family Sunday ဆိုတာရှိတယ် family Sunday မှာလင်းနဲ့မယားအားလုံးတော့လက်ထပ်ချင်တဲ့လူလည်းထပ်ပေးမလားပေါ့စဉ်းစားနေတယ် anniversary လုပ်ချင်တဲ့လူလည်းအဲ့ဒီမှာလုပ်ပေးမလားပေါ့အကုန်လုံးအဲ့လိုစဉ်းစားထားတာရှိတယ်အဲ့ဒါအတွက်ပြင်ဆင်ပါနော် quality time အဲ့ဒါကိုကျွန်တော်ပြောပြပေးမှာဖြစ်တယ်အဲ့တော့နောက်တစ်ခုကြတော့ဗာလဲဆိုတော့ receiving gift နော်လက်ဆောင်များပေးအပ်ခြင်းတယောက်နဲ့တယောက် appreciate လုပ်ပေးခြင်းနော် acts of service တယောက်နဲ့တယောက်ဘာကူညီပေးရမလဲနော်ဒါတယောက်နဲ့တယောက်ဗာလဲကျွန်တော်အပြန်လန်လိုအပ်တဲ့နေရာမှာကျွန်တော်ထောက်ပံ့ပေးခြင်းဖြစ်တယ်အဲ့တော့နံပါတ်1တစ်ချက်မှာကျွန်တော်ဒီမှာအားပေးချင်တာလေးရှိတယ်ခရစ်တော်နဲ့အသင်းတော်ကဲ့သို့ကျွန်တော်တို့စဉ်းစားရမယ်နော်ဒါကနောက်ဆုံးတစ်ချက်ဖြစ်တယ်နံပါတ်1မဟုတ်နံပါတ်3မှာနံပါတ်3တစ်ချက်မှာခရစ်တော်နဲ့အသင်းတော်ကဲ့သို့ဒါကဗြိဉ္ဉ်ချစ်ခြင်းကအဲ့ဒီခရစ်တော်နဲ့အသင်းတော်ကဲ့သို့ချစ်ခြင်းတရားကခရိယန်အသက်တာတိုင်းမှာလာပြီးတော့မှလွှမ်းမိုးရမှာဖြစ်တယ်နော်လူငယ်ဘဝမှာရည်စားထားတာပဲဖြစ်ဖြစ်ဒါဗာလဲဆိုတော့ခရစ်တော်ကအသင်းတော်ကိုချစ်တဲ့ကဲ့သို့ငါတို့လည်းပဲစစ်မှန်တဲ့နော်တန်ရှင်းတဲ့ခရိယန်အိမ်တော်ကဲ့သို့ဒါကိုမျှော်မှန်းရခရစ်တော်ကအသင်းတော်ကိုဘယ်လိုချစ်လဲဆိုတော့ဗြိဉ္ဉ်သစ္စာတည်ပြီးတော့မှချစ်တာဖြစ်တယ်အဲ့ဒီပုံမှာကျွန်တော်တို့ကသွားတာအဲ့တော့အိဖက်ခန်းကြီး9အငယ်21 23ဒါကြတော့ကျွန်တော်တို့အမျိုးသမီးတွေဖတ်ပေးပါ21ကနေ23အာမင်အဲ့တော့ဒီမှာဘာပြောလဲဆိုတော့နော်ဘာဖြစ်လို့အမျိုးသမီးတွေဖတ်ခိုင်းလဲဆိုတော့ဒီပိုက်ကဒါအမျိုးသမီးတွေမကြကျွန်တော်ဒါဆင်ခြင်ဖို့လဲလိုပါတယ်ဒီနေရာမှာနှစ်ဦးနှစ်ယောက်စလုံးကိုတော့ဘုရားကနှုတ်ကပတ်တော်ထဲကနေကျွန်တော်တို့နော်ခံယူရမယ့်အပိုင်းတွေပြောထားတယ်ဒါပေမဲ့ပထမဆုံးဘယ်သူကအရင်လာလဲဆိုတော့22ထဲမှာအမျိုးသမီးတွေချင်းမိန်းမတို့ဘုရားသခင်အုပ်ဆိုးခြင်းကိုဝန်ခံပါဘယ်လိုဝန်ခံရမလဲဆိုတော့နော်ကိုခင်မွန်းကကိုယ့်ပေါ်မှာအုပ်ဆိုးခြင်းအိမ်တော်ပေါ်မှာအိမ်တော်ဦးစီးဖြစ်တယ်ဆိုတာကိုဝန်ခံပေးရမယ်ဒါဘုရားရဲ့စကားဖြစ်တယ်လောကစကားပြောမယ်ဆိုရင်တော့နော်ဝင်ဝင်များများရှိတဲ့လူကအိမ်မှာပါလေဦးစီးပဲဦးစီးမှုနော်ဟိုပညာပို့တတ်တဲ့လူကပါလေဆရာပဲအိမ်မှာအဲ့တော့သူကပညာမှမတတ်တာသူကဘာမတတ်ဘူးဆိုပြီးတော့ကိုခင်မွန်းကိုနော်ရှုံးချပြောဆိုတာတွေမလုပ်ရအောင်နော်ကျွန်တော်မြန်မာယဉ်ကျေးမှုမှာလည်းနော်ယောက်ျားတွေကိုဆိုအင်ဦးနတ်လို့တောင်မှသူတို့တတ်မှန်ဒါခရိယန်ရဲ့သဘောထဲမှာပါတယ်ဗျတကယ်ဆိုရင်သူတို့ထဲမှာလည်းဘုရားရဲ့ revelation ရှိတယ်နော်ကျွန်တော်ခရိယန်တော်မှနည်းနည်းယော့နေလာတာဘာလို့လဲဆိုတော့အမျိုးသမီးတွေကဒါကိုခင်မွန်းကို respect ပေးရမယ့်အပိုင်းအားနည်းလာနော်ဘယ်လိုပေးရမလဲဆိုတော့တဲ့ဒီမှာကျမ်းစာမှာပြော23နဲ့အကြောင်းမူကားဘာလို့လဲဆိုတော့တဲ့ခရစ်တော်ကအသင်းတော်ပေါ်မှာဥကောင်းဖြစ်တဲ့ကဲ့သို့ပြောတာခရစ်တော်မပါဘဲနဲ့တော့ဒီအိမ်ထောင်ကတော့ဒါအဲ့လိုဖြစ်လာဖို့မရှိဘူးဒါပေမဲ့ခရစ်ယာန်အိမ်ထောင်မှာကျတော့ခရစ်တော်ကအသင်းတော်ကိုအုပ်ချုပ်တဲ့ကဲ့သို့အသင်းတော်ရဲ့ဥကောင်းကခရစ်တော်ပဲခရစ်တော်ကအချုပ်ပဲသူကဒီအသင်းတော်ရဲ့နော်တိဆောက်ခြင်းတွာလာခြင်းခိုင်ခံ့ခြင်းအလုံးကခရစ်တော်ကြောင့်ပဲဖြစ်တယ်အဲ့တော့ဒီအသင်းတော်ကခရစ်တော်ရဲ့အလိုကိုပြည့်အောင်ကျွန်တော်တို့လိုက်ရှောက်ပြီးတော့မှလှုပ်ဆောင်ရတယ်လို့ပဲအိမ်ထောင်မှာယောက်ျားတွေကဗာလဲဥကောင်းဖြစ်တယ်အဲ့ဒါက authority နဲ့ဆိုင်သွားပြီ education နဲ့မဆိုင်ဘူးကျွန်တော်တို့ကအိမ်တော်ဦးစီးပြောတဲ့အခါမှာ education ရှိသလားငွေကြေးဘယ်လောက်ဝင်တယ်လဲသူဘယ်လောက်ရှာနိုင်လဲဆိုတော့ပုံမှာကို compare လုပ်ပြီးသွားတယ်ဖခင်ရဲ့ authority တဘောကိုကျွန်တော်နားမလည်ဖြစ်သွားတယ်အဲ့ဒီ authority ကိုနားလည်ရင်ဘုရားကဘာလဲဆိုတော့ဒီအိမ်ထောင်ကိုကောင်းကြီးပေးပြီးသားဖြစ်တယ်တာယာစေပြီးသားဖြစ်တယ်
ယောက်ျားပေါ်မှာနော်ယူတည်လေးစားမှုပြရမယ်နော် respect ပြစကားအားဖြင့်အသက်တာအားဖြင့်နော်ကိုယ့်ရဲ့မိသားစုထဲမှာသူ့ကိုဥဆောင်စေခြင်းအားဖြင့်ယောက်ျားရဲ့သဘောကလေဥဆောင်ရတာအင်မတန်ကြိုက်တယ်ဘလောက်ပဲညံ့ပြင်းတဲ့ယောက်ျားပဲဖြစ်ဖြစ်ဥဆောင်မှုမှာပေးလိုက်ကြည့် तू တကုံစူးစမ်းမှာ तू အဲ့တော့ဥဆောင်မှုထဲမှာရှေ့တန်းတင်ပြီးတော့နောက်မှာနော်နွားထိန်တယ်လို့မျိုးအဲ့လိုလည်းမဆိုလို့ပါဘူးသဘောပြောတာပါကိုကထိန်ချောင်းတိုက်အရန်လွယ်တာဒီယောက်ျားဆိုတာအားကောင်းမောင်းတာနဲ့လှုပ်တဲ့လူတွေအဲ့တော့နော်နောက်ကနေမြောက်ပစ်ပေးလိုက်နော်ကင်တွယ်တိုက်ရင်တော့ဒီမိအမျိုးသမီးကတော့ဇိမ်ပဲသူကအားမရှိတော့မှရေလေလေစူးစားတဲ့ယောက်ျားတွေနော်ကိုကအားပေးအားမြောက်ပြောတတ်ဖို့ပဲလို့လားဘာလို့ဆိုသူ့ရဲ့တဘာဝထဲမှာအဲ့ဒါပါလာသူကအားနဲ့ခွန်အားနဲ့လှုပ်ရမယ်သူကတနာကျင်နာချင်းပါညာတိတ်နားမလဲဘူးသူကအဲ့တဘောရှိတယ်ဒါကြောင့်မို့အားနဲ့ခွန်အားနဲ့ယောက်ျားကဦးစီးဖြစ်တယ်အိမ်ထောင်ရဲ့အိမ်ထောင်ရှင်ဖြစ်တယ်တော့မိန်းမကြတော့ဗာလဲဆိုတော့ချစ်ချင်းမေတ္တာပြရမယ်ကဲယောက်ျားတွေဖတ်ရအောင်အခုတော့အခုယောက်ျားတွေရဲ့တောင်းဝန်ရောက်လာပြီနော်အဲ့ဒါကချစ်ပေးဖို့လိုတယ်နော်ဘယ်လိုချစ်ရမလဲဆိုတော့ခရစ်တော်ကအတင်းတော်ကိုချစ်တဲ့ကဲတော့ခရစ်တော်ကအတင်းတော်ဘယ်လိုချစ်တစ်ဖက်သက်မေတ္တာနဲ့ချစ်နော်ပြစ်တင်ပြောဆိုခြင်းမရှိဘူးအတင်းတော်ကိုခရစ်တော်ကအသက်ပေးတဲ့အထိချစ်တယ်အဲ့ဒီချစ်ချင်းမေတ္တာနဲ့ကိုယ့်ရဲ့အိမ်ထောင်ရှင်ကိုချစ်ရမယ်လို့ယောက်ျားတွေကိုကျွန်တော်ပြောထားတာဖြစ်တယ်ဒါကြောင့်သူကဒီလိုမှမဟုတ်တာသူပုံစံကဒီလိုမှမဟုတ်တာဆိုတာထက်ဗာလဲဗြိဉ္ဉ်ပြုထားသည့်အတိုင်းကျွန်တော်ကအကျွမ်းမဲ့ချစ်ရမယ်ပရောဖက်ဟောရှေကဒီလောက်တောင်မှတစ္ဆာမရှိတဲ့သူတောင်မှသူအသက်တာမှာဗာလဲဆုံးတဲ့အထိအောင်မြင်အောင်ပေါင်းပြီးတော့မှသူပြုစုခဲ့တာဒီနေ့ကျွန်တော်တို့မှာဘုရားသခင်ပေးထားတဲ့နော်အိမ်တော်ရှိဘက်တွေအမတန်ကောင်းမြတ်ဒါကျွန်တော် appreciate လုပ်နေရမယ်ကျွန်တော်ချစ်ပေးရမယ်ကျွန်တော်ကချစ်တယ်ဆိုတာကငွေကြေးတစ်ခုရှာပေးဖို့ပဲမဟုတ်ပါဘူးချစ်တယ်ဆိုတာကလည်းစိတ်ပိုင်းဆိုင်ရာလုံခြုံမှုလည်းပေးရမယ်စိတ်ပိုင်းဆိုင်ရာခန္ဓာပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာလုံခြုံမှုဖူလုံမှုထောက်ပံ့ပေးနိုင်တော့ယောက်ျားသားကောင်းနေဖြစ်ဖို့အင်မတန်ရေးကြည့်ပါတယ်နော်အချို့မှာတော့အဲ့ဒီချစ်ချင်းကဘယ်မှာအရင်တည်ရမလဲဆိုတော့ဝိညာဉ်အသက်တာအဖြစ်ကျွန်တော်တို့ကသူတို့ကိုမိမောင်းထုတ်ပေးနိုင်ရနော်ဝိညာဉ်သက်တာမှာယောက်ျားတွေကဆူတောင်းတော်သူတွေကျွန်တော်တို့ဝိညာဉ်သက်တာထဲမှာလုံခြုံမှုပေးနိုင်တော်သူတွေဝိညာဉ်သက်တာထဲမှာဥဆောင်ရပြုနိုင်တော်သူတွေဖြစ်ဖို့လည်းအမတန်ရေးကြည့်နော်ဒါယောက်ျားတွေရဲ့တာဝန်ဖြစ်တယ်ဆိုတာလေးကိုအဲ့တော့ဒီနေ့နော်ဟောရှေ prophet အသက်တာအဖြစ်အချစ်စစ်နဲ့ဗြိဉ္ဉ်တရားကိုဗြိဉ္ဉ်သစ္စာကိုယေရှုခရစ်အသင်းတော်ကဲ့သို့ယေရှုခရစ်တော်၏အသက်ပေးခြင်းချစ်ခြင်းကဲ့သို့ကျွန်တော်တို့အသက်တာမှာခံယူပြီးတော့မှအပြန်အလှန်နော်ကျွန်တော်ဒီခရစ်ယာန်အိမ်တော်ကိုမြဲစေဖို့အတွက်နော်ကျွန်တော်ရဲ့အသက်တာကိုတန်ရှင်းမြတ်မြတ်သောနော်ခရစ်ယာန်စစ်မှန်တဲ့ဒီ Valentine's Day လို့နော်ဒါဖြစ်လာဖို့အတွက်ဒါမှမတန်ရေးကြည့်တယ်အဲ့တော့ဒီလောကမှာရှိတဲ့ Saint Valentine ကတော့လူတွေချစ်ချင်းမေတ္တာရဖို့အတွက်သူအသက်ပေးတဲ့အထိသူလုပ်ခဲ့တယ်ဒီနေ့ကျွန်တော်တို့ကြတော့ထာဝရကယ်တင်ခြင်းရဖို့အတွက်တည်တာကိုယေရှုခရစ်တော်ကအသက်ပေးပြီးတော့မှ from your Valentine Jesus Christ သူအဲ့လိုရေးသွားခဲ့တာဖြစ်တယ်အာမင်အားလုံးပေါ်မှာဘုရားကောင်းကြီးတောင်းလောင်းပါစေခဏလေးစက္ကန့်ဆုတောင်း